လို့ပြလာဦးသားရဲ့ဟာမင်းတွေ့နေလို့တွေ့နေပါမွေရဲ့သမီးပါမွေလာတော့တွေ့တော့ဒီမကြီးပါဦးကွာဒီမနေဘလို့ခလာလဲဒီတော့မောင်သားရဲ့မင်းဘလို့ပြတာတော့ပြောစမ်းပါဦးငါ့ကိုဓာတ်နဲ့ဝိုင်းခုတ်ကြတယ်ဘယ်ကောင်းနေခုတ်တာမင်းသားဘယ်ကောင်းနေဓာတ်ခုတ်တာလဲလို့ပြောစမ်းပါကွာမမီလို့မရဘူးလေကွာမင်းရလေကွာဒီပါညို့ဒီလောက်ကြီးရဲရဲဆက်ဆက်လုပ်လိုက်တာနေတခြားစဉ်းစားပါဦးဘယ်လိုလုပ်လိုက်တာလဲဟုတ်ဓာတ်နဲ့ခုတ်တယ်လူတွေမမီဘူးဟုတ်ဒီဓာတ်နဲ့ထိုးရတဲ့လူတော့မမီရဲ့ပြောတာတော့ဘယ်ကောင်းထိုးတာလဲဘယ်ကောင်းထိုးတာလဲပြောစမ်းတော့ပြောစမ်းဦးလေဟုတ်မင်းကပါတော့ဟုတ်လေဘယ်မှာလေဒီဆဲဘယ်မှာမသွားဘူးလေသမီးရလေကွာတို့ကဒီကောင်ကြောင်ကြမ်းနဲ့ပြောနေတာငါမဟုတ်ဘူးလေတိုင်းဦးလေးမဟုတ်ဘူးလေတေချာစဉ်းစားပြောတာတေချာတယ်အမတေချာနေပြီဦးလေဒီငါဒီပြောနေတယ်ဒီကောင်ပေါ်ဆိုးနေပြီအဲ့ဒါသူ့အတွက်ဒီလုံးနေလို့ဒီကောင်ကြောက်ပြောနေတာဖေမဟုတ်ဘူးအိမ်မထဲမှာတော့ဦးလေးပဲအဲ့ဒါအိမ်ရနိုးတော့ဘိုက်စားလို့ကျွန်တော်ဒီဆိုင်ထွက်လာတာအိမ်မထဲတော့မထားတော့နောက်ဆက်လာတယ်လို့နိုင်သိလိုက်လေနင်ငါတို့အဲ့လိုမျိုးနောက်ဆက်လာငါတို့လန့်သွားတာပဲချစ်လို့စားတာပါဟာလုံးပြန်ပြီမင်းစားတာလွန်နေနော်ဘိုက်စားလို့ရှင်းလေရိုးလာစားပါလားအခုမင်းဟာလေသွေးတွေကလည်းပါသေးတယ်ဘိုက်ကလည်းဒီဓာကြီးကမင်းဓာကြီးဘလူးမြတ်ထည့်လာတာဟဲ့ဦးလေးကဒါအတွေ့ကြီးပါဒီမှာကြည့်ပါဒီကောင်လုံးလိုက်ရမ်းနဲ့မလုံးနဲ့မင်းဟာကြက်သေးရဲ့ကိုမရှိဘူးဘယ်လိုကောင်မှမသိဘူးစားတာဘာမို့လုတ်ပါဟာတကယ်ကိုဘိုက်စားလို့ပါဘာရှိလို့ဘာမှမရှိဘူးစိုင်လဲသိနေပြီအေးရှိလဲနေမသက်တာမကြွေးဘူးခဲငါတကယ်စားလို့ပါဦးလေးပြောပြပါဦးဗျာလုတ်ပါဦးအဲ့သမီးဟိုအဖေတို့အိမ်အောင်စားမယ်ဟာဒီကောင်လာကျွေးလိုက်တော့မကျွေးဘူးလက်ပါနင်အဲ့ဒါမျိုးတွေကြက်လုံးတော့ဒီနေ့ဒုက္ခရောက်လိမ့်နေရလေဟာချစ်လို့စားတာပါဆိုချစ်လို့စားတာကလေးမတို့ရခင်လို့စားတာကိုကြီးလို့ရပြောစီချင်တာစိတ်တော့ဆိုနေချစ်လို့စားတာပါလွန်နေခင်ရဲ့စိတ်တော့ဆိုနေချစ်လို့စားတာပါလို့ချစ်လို့ကျွန်တော်စားတာပါဦးကျော်ဘာဖြစ်လို့လဲဗျဟမ်ထိုင်နေပြိုသွားပြီအော်မုံတိုင်းတိုက်လို့လားဟာမဟုတ်ဘူးလေမမမုံတော့နိုင်လို့လားဟောပါအောင်ပြီအော်အဲ့ဆိုလဲအုံးကြီးကြွကြတာနေမှာပါနော်အယူကြီးရတယ်ဟောပါအောင်မေအဝေးတော့ဘလို့အုံးကြီးကြွပါမလဲဟာကြွတယ်ဒီမှာခုနကလေအဲ့အုံးကြီးအဲ့လိုဟိုးဆိုတော့ကြွလိုက်တယ်မပြားနေဘူးဒီမှာကျွန်တော်ချစ်လို့စားတာပါပြန်တော့မယ်ချစ်လို့စားတာဦးချစ်လို့စားတာလေဦးချစ်လို့စားတာလို့ဟဲ့လက်ပိုက်ဘာလို့လာလဲကွာဒီဘက်ကနှိပ်ပြနေတာကွာမင်းကလေတဲစင်ကြတာလေကွာတဲစင်ကြဆိုတော့မင်းကြားဘူးလားပါတဲပဲကြလေဒီမှာငါအလုပ်လုပ်နေတာမင်းနားမလဲဘူးလားကွာမင်းကလေကွာတကယ်ကြီးချစ်လို့စားတာဘာဖြစ်လို့လဲချစ်လို့စားနေရတာကမစားနဲ့ကွာစားတော့ဘာဖြစ်လဲကွာမင်းကလည်းချစ်လို့စားတာဟုတ်အေးမင်းကချစ်လို့စားတာငါမင်းကိုမချစ်လို့လှုပ်ဟာဟဲ့လှုပ်နေလေအဖေခေါက်ဆွဲပြုတ်ရပြီဟုတ်ပြီဗျာအကိုင်ခေါက်ဆွဲပြုတ်ရပါပြီခင်ဗျာခေါက်ဆွဲပြုတ်ပူအမလေးပူလိုက်တာခေါက်ဆွဲပြုတ်ပူချိုလေးပူလိုက်တာထားခေါက်ဆွဲပြုတ်ပူဘာလို့လုပ်နေတာလဲပူလိုက်တာပါလာလေနေမိတ်ပါဦးဟောနေရအောင်မဲလားအမလေးယောက်ျားမဟုတ်ဘူးလားအားလည်းမရှိဘူးငါလေးရေအယူကနေလည်းမဆလို့ရေလောင်းလိုက်တော့ရေလောင်းဟောလောင်းရမလားအောင်နော်မဒီရဘလို့လေးပြန်များပါလားလောင်းနေပြီနော်အိုးဆက်ပြတယ်အများကြီးထည့်လိုက်တာလားမထည့်ဘူးလေမထည့်ရေပဲလောင်းတာဆက်ပြတော့မယ်တော့ခုနဟာရဟုတ်ပြီတော့မရှိရောက်တယ်ဟုတ်လားပြန်ရောက်လာပြန်ပြီဘလို့လေးပြန်ရောက်လာတာလေလို့ဒီမှာဆက်ပြနေအေးလေဆက်ပြတယ်ကိုပဲလှုပ်ပေးနေတာလို့ဘုမောက်ဆိုင်ရေခတ်တယ်
ဓုဒါနဲ့တကားလင်းမိုင်ဘာကိစ္စလဲကွ တင်ပါဗျာပင်လယ်ပြစောက်ဆိုင်ကဦးကျောက်ဆောင်တို့တားဖာကိုအရှင်မရသူသိတယ်မလားဗျာ ဦးကျောက်ဆောင်အော်သူသမီးမပွားပွင့်ဆိုတာလား တင်ပါဗျာ အေးသိတာပေါ့ကွ အခုဦးကျောက်ဆောင်ရဲ့မိန်းမဆုံးသွားတာ10နှစ်တောင်ပြည့်တော့မှာပါဗျာအဲကြောင့်နှစ်ပတ်လဲဆုံးလေးကတ်ချင်လို့အရှင်ဘုရားကိုရှောက်ပေးပါဆိုလို့တပည့်တော်လာလျှောက်တာပါဗျာ အော်တက္ကမကြီးဆုံးတာ10နှစ်တောင်ပြည့်ပြီကိုတက္ကမအတွက်လှူတယ်ဆိုတော့တက္ကမပူကောင်းတာပေါ့ကွ တင်ပါဗျာ အေးဒါနဲ့ဟောဘယ်နေတော့ လာမဲ့တောက်ကြနေဆုံးပါဗျာ အော်နေစုံအေးဘုန်းကြီးကဘယ်နှပါ 9ပါပါဗျာ 9ပါအေးစိတ်ချအရှင်ဗျာ ဟေး စွန့်ချက်ဖို့အတွက်အိုးခွက်ပကံတွေပါတပည့်တော်ငှားခိုင်းလိုက်ပါတယ်ဗျာ ဟောအေးဒါဆိုရင်ဆွမ်းသားဆောင်မှာကပ္ပိယရှိတယ်သူရှိမှစင်းစရာနဲ့ယူပြီးတော့ထုတ်သွားလိုက်တေချာပြအပ်ပေါ့ကွာ တင်ပါဗျာတပည့်တော်တစ်ခါလေးယူသွားလိုက်ပါမယ် အေးဒါနဲ့တခါကြီးကိုပြောလိုက်အောင်ဆရာတော်ကိုယ်တိုင်ကြွမယ်လို့ပြောလိုက် အရှင်ဘုရားကိုယ်တိုင်ကြွမယ်ပိုကောင်းတာပေါ့ဗျာဦးလေးဘယ်ကပြန်လာတော့ ဆိုင်မှာဘုန်းကြီးတွေကြွလာတာအဲ့ဒါဆုံးကမလို့ငါးပါးကြွလာလားမလား တမိုင်းမင်းငါမေးပြီးနှုတ်ဆက်နေတာဒီကောင်တမိုင်းမင်းငါတတ်ချင်တယ်ကွာမင်းပေးထားတဲ့ပြဿနာဒီမှာငါဘယ်လောက်ဒုက္ခရောက်လဲမလဲမဟုတ်ပါဘူး မင်းငါတတ်မယ်မင်းငါတတ်မယ်မလုပ်ပါနဲ့မလုပ်ပါနဲ့လို့ဟာတော်ပြီအမေကကောမီတမိုင်းမင်းပြပြောင်းဆုံးမင်းမငါကပ်ပြီးတော့ဦးလေးကျွန်တော်စားတော့နော်ကျွန်တော်စားတော့ပါဦးလေး ဦးလိုက်တာကွယ်လင်းပိုင်ရလေဒီနေ့မညွန့်ရက်လည်မလို့စောပြန်လာပါလို့ပြောတဲ့ဟာခုချိန်ထိကိုပြန်မလာသေးဘူးဟာကုန်လေးရလေလေမတိုက်ပဲနဲ့တပင်းရလှုပ်နေပါလားဒီကုန်လေးရလေဘယ်တဝေထိုးနေမလို့မသိဘူးဘယ်သူနဲ့အိပ်ရမှာတော့ဟမ်နားတာမေးချစ်လို့စတာပါမေးရဲ့ချစ်လို့စရတော့နေနဲ့ဒီမှာအိပ်ရတယ်မှာငါသေးတယ်ထွက်ကုန်ပြီအဲ့သေးတော့ဒီမှာနေမဲအဲ့သေးတော့ဒီမှာနေမဲကွမောင်ဟိုစီးနေရလဲရှုပ်ရှက်ကိုခတ်နေတာပဲနော်မမဒါတွေကအကျန်းနေလေပြီးမှကျွန်တော်မမကိုချောပြန်လုပ်ပြီတားစီရပါလားတားလီတားလီကမီးစီဘယ်တော့ပြန်လာမှာလဲအဲ့ကိစ္စကိုပြောဖုန်းဆက်လိုက်တာဒါအကြောင်းလေးပြီးပြီဆိုတော့နောက်ဘက်ထပ်ပြန်လာခဲ့မလို့လေအမေဝမ်းတောင်လို့လှမ်းကြွားဝမ်းတာတော့ငါသားရဲ့တားဘန်ကကနေပြန်လာပြီဆိုရင် duty free ကနေပြီးတော့အမေကြိုက်တဲ့ရေမူလေးဝယ်ခဲ့ရမယ်ဟိုပြီးတော့ရန်ကုန်အိမ်ဝင်နဲ့နော်အမေစီတန်းလာမယ်နော်ဟုတ်ကဲ့ပါအမေစိတ်ချနော်အစိတ်တတာနော်ဟုတ်တတာအမေမတားစီရလားမတားစီရလားဟုတ်တယ်ကွာမောင်ကျမသားနောက်တစ်ပတ်နေပြန်လာတော့မယ်တဲ့ကောင်းတာပေါ့လို့မနေနဲ့ကျမကိုဒီမှာဆက်လီစင်းနေနဲ့ဒီ9နိုင်ချင်းတွေခွဲပြီးတော့တီးတန့်လာဖို့ပြီနော်ကျမကြည့်ရတာဒါရှုံနေတယ်
ပြီးတော့ဒီမှာစက်လီတွေကိုထည့်ဒီဇယ်ဘူးတွေကကြောက်ခမန်းလေးတွေကိုများနေပါလားတက်စေးနေဝဲထားလိမမရဲ့မနေ့ကပေါက်စေးနဲ့ဒီနေ့ပေါက်စေးအောင်တူတာမဟုတ်ဘူးစီစေးရလေဒီတက်တာတောင်ကြောက်ဖို့ကောင်းတယ်မမရဲ့ထားလိုက်ပါတော့ကျမလည်းလုပ်ငန်းတွေအကုန်လုံးလိုက်မကြည့်နိုင်ဘူးဆိုတော့ကျမသာပြန်လာရင်တော့လေကျမလုပ်ငန်းတွေဦးစီးခိုင်းရတော့မမကျွန်တော်ယုံကြည်မရှိရအဲ့လိုသဘောလည်းမဟုတ်ပါဘူးကိုယ်မောင်ရဲ့ဒါမဲ့ကျမယောက်ျားထားခဲ့တဲ့စီးပွားတွေကိုတော့ကျမလက်ထက်မှာမတိမ်ခေါ်သွားချင်တာတော့အမှန်ပဲမပေါ်မှာကျွန်တော်ဘယ်လိုသဘောထားလဲဆိုတာမမရိပ်မိပါမိမတယောက်တည်းမနိုင်မနှင်းဝင်ထုတ်ဝင်ပိုးဖြစ်နေတာကျွန်တော်လုပ်ငန်းကျွန်တော်အကျိုးစီးပွားရေးသဘောထားပြီးနေမအားညမလားကျွန်တော်စူးစမ်းပေးနေတာမမစီးပွားရေးပြကျွန်တော်လုပ်ရပါဖြစ်နိုင်ရင်မမကိုကျွန်တော်ကိုမလူမှုရေးနဲ့စီးပွားရေးတော့ခွဲထားပါရေပွဲတော့ရပြီရှင်ညီမလေးခွေးတို့မှာထားတဲ့ဖားခင်နဲ့ခွေးဒီတို့မရသေးဘူးလားဟုတ်ရရမယ်ရှင်ခဏလေးဆောင်နော်မလေးညင်မြန်လေးတော့လုံအခုဆရာဖားခင်ဆိုတိတ်ကြိုက်တာဘယ်ဆိုစားချင်လို့တော့မသိဘူးတေးရောင်ကြခင်ဗျာစကားပြောတာမဟုတ်ပါဘူးခွေးတို့မှာထားအမီလေးကြာနေလို့ဟေးခွေးတို့ကအမီနဲ့မတောက်တာခဏဆောင်နော်ပန်းမွေဟောလက်ဖက်သမင်းတို့ပဲပြီကြောက်ပါကြောပြီနော်ခဏလေးတော့ဆောင်အောင်နော်အေးပါဟေ့ဟိုမှာကြည့်နေဘယ်လိုလုပ်ကြမကြည့်ရှင်းပါဟဲ့လင်းမိုင်မင်းကလည်းအခုမှပဲပေါ်လာတော့တယ်ကွာငါပြောတာကြတော့မနေ့စောစောကိုကျွန်တော်ပစုံလာပို့ပေးပါမယ်ဆိုဟုတ်တယ်ဦးလေးမနေ့ကကျွန်တော်ပစုံလာပြီးမပို့ဖြစ်လိုက်ဘူးမနေ့ကကျွန်တော်ဟိုဘက်ရွာဂျင်ဝမ်းအောင်ရောက်နေလို့ဦးလေးဂျင်ဝမ်းဟုတ်တယ်မင်းကလည်းကြမ်းကြမ်းဖမ်းဖမ်းဂျင်ဝိုင်းနေပါဒီသွားလို့ဟုတ်တယ်ဦးလေးမသွားသေးဘူးသွားလို့လားမသိပါဘူးရဲဝင်ဖမ်းတာနဲ့တိုးလို့မနေ့ကထွက်ပြေးခဲ့ရတာဦးလေးကြည်စားရှက်မင်းဟုတ်တယ်ဦးလေးဂျင်ဝိုင်းတန်ရဲ့အဖေကိုတော့ဖမ်းသွားတယ်ဖမ်းပါဘောဂျင်ဝိုင်းတန်ရဲ့မိန်းမဆိုလားဘာဆိုလားလည်းမသိကြသွားချင်လို့ဆိုပါးနေပဲတိုက်ရတာပါးနေပဲတိုက်ရတာသွားချင်ဆိုမှတော့ဟောနာမယ်ပဲဘောလွယ်ဦးမလွယ်ဘူးမင်းကမင်းညမဘာမှထားဩလက်ပတ်သမင်းနဲ့ကြက်အေးလာလိမ့်မယ်ခဏဆော့သွားပြီဟုတ်မိထားအိမ်မှာရှော့ကန်ရှင်းဝိုင်းသွားမယ်ဦးလေးဟေးမသားထားရပြီနော်ဟုတ်လားစားပြီလားဟဲ့မဟုတ်သေးဘူးလေမင်းတို့မှာထားတဲ့ဖားခင်မစားဘူးဗျာဘာကွာရောအိုးရဘာလဲမစားဘူးသွားပြီဖေရောပါပါပြီသွားပြီဟာငါတနင်္လာရက်သားနဲ့နေဟိုရှိတာဒီနေ့မဖွင့်နေပြောထားတာဘူးနေခေါမသွားဘူးလားခေါ်ရလေမလိုက်တာလေအဲ့လိုနေရလို့ရလားရတာဗောအလူပဲဟာကိုလိုက်မှဖြစ်တဲ့ကိစ္စကြီးကိုအလူလိုက်တာလေအဖေကိုဖမ်းသွားတာမဟုတ်ဘူးလားဟောဒီပါဇက်ကနေလို့ရှိမယ်လောက်ကြရဘာပြားနေရတော့တာဒီနေ့တော့ချောင်းမပြေဘာခက်နေရတော့တာဘာလို့နေငိုးရတာလို့ဒီမှာအကတပပြောက်သွားတော့ကျုံတို့ကလည်းမရှိတော့ဒါမနေတော့ဟာဟိုနေတော့ကျွန်တော်တို့ထဲလိုက်ပြီလားဟုတ်တယ်အသွားမယ်အဲ့လိုသွားလို့ဘယ်ဖြစ်မလဲကျွန်တော်တို့ဂျင်ဝိုင်းဖွင့်လာတဲ့ဟာသူတို့ဝင်းခဲသလိုဖြစ်သွားမှာပေါ့တော့တက်လို့ရပါပြကြောင်ဥပဒေဥပဒေနေတိုင်းတွေ့တယ်တနခါကောင်းကြောင်ပြောရမယ်တနခါရဲ့ကောင်းကြောင်ဟာပြောပြမှာပေါ့ကွာတနခါဆိုတာကတို့မြန်မာတွေအတွက်အမတန်းကမှဂုံစရာကောင်းတဲ့ရိုးရာအပွင့်လေးတစ်ခုလို့ပြောရမှာနော်အဲ့တနခါကိုဘယ်ခေတ်လောက်ကတုံးလဲဆိုပကံခေတ်လောက်ကစတုံးဥပဒေပကံခေတ်ကိုပြီးလို့လားအဲ့တော့ငါ3နှစ်လောက်ပဲရှိသေးတာပေါ့ဩပကံခေတ်တော့ဖြစ်လာပါခင်ဗျာလေဒီမှာပကံခေတ်ရဲ့နိုင်ငံစည်းပကြီးကားတွေကြောက်စာတွေမှာမှတ်တမ်းတင်ထားတာတွေရဆိုတာတနခါကိုတို့မြန်မာလူမျိုးတွေကနှိမ့်နှိမ့်ချက်ချက်သုံးခဲ့တယ်ဆိုတာတိတာထင်ရှားတယ်ပေါ့
နော် ဟိုဒါဆိုမကန်ခင်မာတွေကမိမကြောက်တယ်လို့ရှိတာပေါ့ ဒါပေါ့တို့လိုကောင်းနေလေတနခါသူပေးရတာပေါ့ဒီကောင်လုံးလာပြန်ပြီကွာဒါပဲနဲ့တနခါကလေရွှေဘိုးတနခါတော့နာမည်အကြီးဆုံးပဲဗျရွှေဘိုးတနခါတော့ညာရန်ကုန်လိမ့်မို့ဟိုပါလေရန်ကုန်တနခါတော့ညာရွှေဘိုးလိမ့်မို့ဒီတကြလိမ့်လိုက်ပါဘယ်မှာလိမ့်ပါလဲကိုရှောက်ယူနေတာခမရကလေးတွေကိုဘာတွေရှောက်ပြောနေတာလဲဟမ်ကျုပ်အပြင်ကနေကြားလို့ဝင်လာတာတခုမှလည်းဟုတ်တာမဟုတ်ဘူးဟာဘာလို့မဟုတ်မှာလဲငါစာပေချမ်းကနေကိုသေချာလေးတိုင်းမှာကလေးတွေကိုသင်ပေးနေတာနော်မင်းကတနခါကြောင့်ဘယ်လောက်သိလို့လဲဘာလို့မသိရမှာလဲဒီမှာတနခါဆိုတာလေတဘိုရဲလာပြည့်နေမှာအဲ့ဒီတနခါတွေကိုမိဘုံရှို့ပြီးတော့မြတ်စွာဘုရားကိုပူဇော်တာအဲ့ဒါအညာဒေသရဲ့ဒလေးတစ်ခုနော်အဲ့တော်တော်မှာဒါပေါ့ကွာမွေးကြိုင်းနေတာပဲနော်အဲ့ဒါကြောင့်မလို့တဘိုရဲလာပြည့်နေကိုမြမတနခါနေဆိုပြီးတရားဝင်ကိုတတ်မှတ်ထားတာနော်မင်းတို့ကောင်တွေတေချာမှတ်ထားကြငါတက်တာသိနေသေးတယ်ငါသိတာဗောနော်အဲ့လောက်တန်ဖိုးကြီးတဲ့တနခါကိုလေခမည်းမိန်းမလိမ့်မို့တော့နေ့တိုင်းသွေးပေးနေရတာဟမ်ခမည်းမနှမျောဘူးလားဘာလို့နှမျောမှလဲငါချစ်လို့ငါသွေးပေးတာလေဘာချစ်တာလဲခမည်းကြောက်တာဘာကြောက်စရာကြီးလဲမိန်းမများဓမ္မဟောခမည်းမရှက်ဘူးလားခမည်းကလေးရှိပြီဟမ်တနခါသွေးရပါသူစကားတွေများနေသွေးရပါတယ်မိန်းမဒီနေ့တိတ်လာလိမ့်မယ်ကိုတိုင်းလိမ့်နေမှာမိမကြောက်တယ်ဟုတ်မိမခိုင်းတယ်လို့မင်းတို့ကခါတော့ငါမိတော့မယ်နော်ဥပေါရိုင်ဟေးမုံမုံပေးမယ်ဆိုပေးတော့လေဗျာဘောလုံးကံကိုရှိန်းထားပြီဟေးမုံကဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူးဥပေါရိုင်ပဲပြောထားတယ်လေဗျာသူပြောနေတာမုံမုံပေးမယ်လို့ပြောထားတာဟောနေတော့ကလေဒီနေ့ငါယောက်ျားကိုမြောက်ပိတ်ပြီးမဖိုးလာတာတောင်းတယ်မပေးနိုင်ဘူးပြန်တော့မပေးလို့ရပါလားဟောဗျာလက်ရှိမောက်စားခြင်းနေပြီမင်းကဘာထိုင်လုံးလဲသွားတော့လေသွားမှာပါနော်တိတ်ကိုဆရာကြီးလှုပ်ချင်နေတဲ့ကိုပေါက်ချိုင်းဘုသူဒ္ဓရအောင်လို့လေဆေးဘက်ဝင်တဲ့တနခါအကြောင်းပြီးရင်ဆေးဘက်ဝင်တဲ့ထညက်ခဲအကြောင်းကျုပ်ကထပ်ပြီးတော့ပြောပြမယ်ဗျာဆေးဘက်ဝင်တဲ့ထညက်ခဲအကြောင်းမဟုတ်တာဟိုကနားထောင်နေနေတာခမည်းဟိုကဘာဖြစ်နေမှမသိရနော်ဒီမှာထညက်ခဲဆိုတာလေဆေးဘက်ဝင်နေမကောက်ဘူးဒီကောင်ကအလှပကြီးရတယ်ပတ်သက်လို့ရှိရင်အရင်ကအသုံးဝင်တာဗျာဟာလားအလှပါကြီးကတော့ထညက်ကအတုံးဝင်တယ်ပြောပြစမ်းပါဦးပြောပြမယ်နော်ဒီမှာထညက်ဆိုတာလေအစာကြီးတယ်ဗျာရင်းချောင်းတယ်နော်ပြီးတော့ဂရွင်းရနံဆိုလို့ပျောက်စေတယ်တငင်းသည်ဗျာအဲ့လောက်နန်တာနော်စားပြီးလို့ရှိရင်ထညက်ခဲလေးသာထက်စားလိုက်အဲ့အနက်နဲ့အကုန်ပျောက်ပြီးတော့အဲ့ထညက်ခဲကိုလေအိမ်မှာအဆောင်ဖြစ်နေဆောင်ရမယ်ဆိုရင်လည်းနော်စုံတိုက်တို့နတ်တိုက်တို့အဲ့ဒီအတိုက်ခတ်တွေအကုန်လုံးသူ့တန်ပြန်တာဗျာအလှပတော့ကောင်ထညက်ကိုဘယ်လိုသုံးပြရအောင်ပြောပြမယ်နော်အဲ့ထညက်ကိုလေကြောက်ပြင်ပေါ်မှာရေလေးနဲ့မပြင်းမကျဲလေးသွေးပြီးရင်တနခါလူးသူလေးလူးလိုက်နော်ဝက်ချန်တင်းတိတ်မှဲကြောက်အကုန်ပြောက်ဗျာထညက်ကအဲ့လိုတော့စွမ်းလာလားဘယ်လောက်စွမ်းလဲသိရင်ကိုယ်တိုင်သာလိမ့်ကြည့်လိုက်နော်ဖြစ်နိုင်လေတကူလုံးကိုလိမ့်တင်တာအသားကြီးကိုတင်းရင်းနေတာပဲကျွန်တော်အမေလေအသားဖြုတ်ခွေးနေပဲကြည့်ပါလားအမေကထညက်ကိုအဲ့လိုလေးသွေးပြီးတော့နှီးတိုင်းလိမ့်တာအစိုးရမသိဘူးတော့ဒီညတော့စမ်းကြည့်အောင်မယ်ဘာဖြစ်လဲရောက်လိုက်တာဘယ်နဲ့ရောက်လိုက်တာ不要这个ဟိုလပိုင်းဆုံးအကောင်လေးလက်နောက်တညက်တွေတွေးထုတ်လိုက်ထူးကြနေပဲဆိုရင်လေးလိုက်တာကြက်ကောင်ကွာငါတို့ကတော့ဘလို့ပြီးတော့တိုးနေတာလဲလို့ဒီဘက်ကိုသွားလို့ရှိရင်ရေးဆိုးမှာဗောပင်လေတဲ့ကောင်ကများရေးဆိုးမှာကြောက်နေသေးတယ်ကွာမင်းတော့မလုံနဲ့တော့မလုံပါဘူးကွာမလုံပါဘူးအယူကြီးလာလို့မပြောလားသူကဗျာအယူတယ်ကွာအဲ့ဒါမင်းလို့တော့ပြစ်တာချစ်လို့စားတာပါကွာမင်းရတယ်တပုံဆရာကြီးတပုံလေးရိုက်ပေးပါဦးငါလုံးလည်းမလာမနဲ့ဘာဖြစ်လို့ရိုက်ပြအောင်သူပါဗျာလာတယ်လဘာဟာဘိုက်စားတယ်ငါထမင်းကျွေးကွာဦးလေးကဘိုက်စားတော့လားပြီးရောအဲ့ဆိုကျွန်တော်ထမင်းတော့ဝယ်ပြီးတော့ပြန်လာခဲ့လိုက်မယ်လေနော်အကြိုင်းမလုံးနဲ့နော်ချက်သားကြော်နေချက်သားကြော်ကြိုက်တတ်တယ်ဦးပေါင်းနေမုတ်နေပြန်ပြီဘာလို့အုံလို့လဲကွာတာနေစမ်းပါဦးဖိုးကျော်ကြီးကိုငါထမင်းကျွေးမလို့ဟုတ်ပါထမင်းကျွေးမလို့အချက်
ဦးလေးဘာဖြစ်လာလဲလို့ဟာဦးလေးအဲ့လိုမသွားနဲ့လေအဲ့လိုမသွားနဲ့လေဦးလေးဟာယောဦးလေးဆက်တော့လုံသွားပြီကွာမင်းလုံလိုက်ဒါမျိုးကြီးပဲကွာဟာချစ်လို့စားတာပါဒါပြင်မင်းချစ်လို့စားတာဟာဦးလေးမသွားနဲ့လုံသွားနဲ့လာဦးလေးဘယ်ဦးလေးလိုက်မလာနဲ့တော့မင်းတို့လိုက်လိုက်ခက်တော့ပါမလိုက်မလိုက်အဲ့ပါပဲမလိုက်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 ဆက်မသွားနဲ့နော်ဆက်မသွားနဲ့နော်ဆက်မသွားနဲ့နော်ကျွန်တော်မလိုက်ကျွန်တော်မလိုက်မလိုက်ဦးလေဟဲ့လာလာဟာဟဲ့ဘယ်ပြေးမလဲကိုကြီးဘယ်သွားလို့လဲဘယ်သွားမလဲမင်းရှိကိုလာတာကွာမင်းရှိလာတာဘာလာလို့တာတော့ဟာမင်းငါမင်းမတော့ကြီးမျက်နှာလေးကိုရဲနေရပဲပိုတော့ချောလာတယ်နော်ချောလာတယ်လုံးလိုက်ဘယ်မှာမစငါမင်းမျက်နှာနုနုလိုက်ကွာပြီးတော့စိတ်တွေကြိုက်တာကွာပွဲစိတ်ကဘာလို့ကြိုက်တာလဲနင်ပြောတော့ငါဖက်သွေးလိုက်ဆုံးတညာတော့ငါမှမအိပ်ရအောင်အဲ့ဒါကြောင့်ဒုက္ခပါပဲဗျာကျွန်တော်ကနောက်တာလေကိုပေါ့ကျန်တော့ဘူးသူတာပြည့်စုံတယ်ကိုပေါ့ကျန်တားပါဗျာအော်သူကငါစကားမယုံမင်းစကားကိုယုံလို့အဲ့လိုဖြစ်တာကျွန်တော်စကားယုံအောင်ကျွန်တော်သူ့လင်မမဟုတ်တာအရှူလိုက်လေဒီတော့မသိဘူးလားပြောလေနှစ်ပိတ်သားဆိုတသိန်းလေးသားလက်ကောင်တသိန်းလေးသားရှင်းပေးလိုက်ဦးလေးဘယ်လိုတသိန်းလေးသားလဲဗျာတသိန်း6တောင်းပါတပိတ်သား8000ဈေးလေးဦးလေးငါတို့တိုင်းမှာတပိတ်သားကို9000နှစ်ပိတ်သားဆိုမှတသိန်းလေးသားပေါ့ကွာမင်းတို့ကျင်းနေလဲရောင်းခဲ့ဟဲ့မကျင်းနေလဲမရောင်းနဲ့သဘောကမင်းတို့ဦးလေးရလေဗျာကျုပ်တို့ကပေါက်ဈေးကိုမတီးဘူးဆိုလို့ရှိရင်လည်းထားလိုက်ပါတော့အခုကပေါက်ဈေးကိုလည်းအကုန်သိနေတဲ့ဥစ္စာဦးလေးတပိတ်သား8000ဆိုတာဒါမျိုးပေါက်ဈေးမဟုတ်သေးဘူးနော်ဦးလေးထားလိုက်ပါကွာတခြားတိုင်းမှာသွားပြင်မယ်တိုက်တဲ့တိုင်ကိုသွားရောက်နော်ငါတို့တိုင်နဲ့အကုန်ဈေးညီပြီးသားတွေကြီးပဲမင်းတို့ကလည်းပေးလို့မရလို့မပေးတာပေါ့ကွာပေးလိုက်ပါဦးကမောင်ရဲ့တို့ဈေးကလည်းပေါက်ဈေးပဲဟာငါတို့ဘယ်တော့ပြန်တော့မနက်ကပဲရောက်တာဦးလေးအပေါ်မှာငါးကနေပတ်ကြည့်ငါတို့ကဒီကဈေးကွက်ကိုမှမသိတာသူတို့တောင်းတလောက်ပေးနေရမယ်ဆိုရင်သူတို့ဖြတ်တဲ့ဈေးနဲ့ဥတော့အမြဲတမ်းယူနေရမှာပေါ့ငါတို့ဟာကျုပ်တို့ကလည်းမတန်ဆပိုတောင်းနေရမှာမဟုတ်တာဗျာပေါက်ဈေးပဲတောင်းတဲ့ဥစ္စာအတော်ပြီကွာအောင်တော့ဟိုဘက်တန်တော့သွင်းမယ်တော့အခုဒီပါအခုလိုလိုချင်တဲ့8000ဈေးနဲ့ပေးမယ်ဆိုလို့ရှင်ကျွန်တော်စီမှာသွင်းပါဩပေါက်ဈေးရမှာတော့ဟိုဘက်တိုင်အပင်မခံပြီးဘယ်သွားမလဲဒီမှာပဲသွင်းမှာပေါ့ကဲဗျာကျွန်တော်ပေးမယ်ငါတို့ဦးဈေးဖြတ်ပြီးသားကြီးလေကွာဦးဈေးဖြတ်ပြီးသားကြီးကိုမင်းကဈေးပို့ပြီးတော့ဦးသိခါချလို့မဖြစ်ဘူးလားဟုတ်ပါသိခါတရားဆိုတာသူများချလို့ကြတယ်ရမျိုးမဟုတ်ဘူးကိုယ်တိုင်သိခါမဲ့တဲ့အလုပ်မျိုးကိုလုံးဝသိခါကြတယ်ဈေးမှန်ပေးရလူတွေရှိတော့မင်းရဲ့ကမာတွေပါတခါလေးသွင်းခဲ့လိုက်။အော်ဈေးမှန်ပေးမှတော့ရောင်းပြီးသားပဲဟေး။မင်းဘာပြော။အော်ဈေးပို့ရတော့လေရောင်းမယ်လို့ပြောတာလေ။ဟိုဥဝဲမောင်ရကျွန်တော်တို့အမြဲတမ်းဈေးနေပြီးဝယ်နေရလို့ကျွန်တော်ပြောတာမဟုတ်ဘူးလေ။ဟဲ့နင်းတို့ကွာ။ပြောပါတော့။ကွမ်းမောင်ဒီကတော့တားဖြတ်ပေးတဲ့ဈေးအတိုင်းပဲသူတို့ပေးလိုက်။ကျေးဇူးတင်ပါတယ်ဗျာ။ဟိုကိုကနေရဲပါဗျာ။အော်ဟုတ်ကဲ့ကျွန်တော်နာမည်လင်းပါပါဗျာ။ကျွန်တော်နာမည်လူမော်ဗျာ။နောက်ကိုအကိုရှိတဲ့အချိန်ပဲကျွန်တော်တို့အများနဲ့လာရောက်မယ်နော်ဒီကောင်းလေးပေါ့အချိန်ရွေးလာခဲ့ကျွန်တော်တို့မှာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုကမချိန်မယ်အချိန်ကမရောက်တို့တောင်းနေဈေးဖြတ်ပြဈေးမှန်ပြီးနေတယ်မသေးဘောကြောက်ငါးတွေပါတခါတည်းသွင်းလိုက်မကောင်းဒါပြောအကုန်ရောင်းအောင်ပါလေကိုပတ်စံယူအောင်ရောပြီးမှရှင်းမယ်ခဏကြည့်ပါဟာကွာလူမောမင်းညောင်ကြောက်မှုတွေတော့ရောက်ပါဟုတ်တယ်ကွာမနေ့ကပဲဒေါ်ရတနာတိုင်မှာငါသွင်းလိုက်မင်းတော့ဈေးလက်တိုင်းမို့လို့မင်းမို့လို့သွင်းတာကွာဟာအခုမနေတော့ဘူးကွာသူ့သားနေရဲရောက်လာကြတဲ့ဈေးမှန်ပေးနေတာနေရဲနဲ့တွေ့လို့ပေါ့ကွာကိုအမောင်နဲ့တွေ့လို့ရလေမင်းအဘာဘာအော်သွားသူကလေအောက်ဈေးခွက်ဈေးရှိမှဈေးနဲ့အကုန်နှိုက်တာကွာအဲ့ဒါမှန်လိုက်တာဗျာဇော်လင်းပြောတာမှန်တယ်လူမော်ရေအဲ့ဒီအမောင်ဆိုတဲ့အကောင်ကလေသူများအပေါ်မှာကြော်မယ်ခွမယ်တပတ်ရိုက်မယ်အဲ့ဒီလိုတွေညစ်တီးညစ်ပတ်လုပ်ပြီးတော့မှဒီမန်နေဂျာဆိုတဲ့နေရာကိုဒီကောင်ကရောက်လာတာမွေးလာကြတဲ့ကိုကသတင်းမှမကောင်းတဲ့ကောင်မင်းဘယ်လိုလုပ်ကောင်းနိုင်မလဲဟမ်အဲ့ဒါတော့ဟုတ်တယ်ဗျာကြီးလုတ်သားတွေရဲ့သွေးနဲ့ချွေးကိုမင်းရှိတ်လုပ်ပြီးမင်းရှိတ်တောက်နေတာအဲ့ဒီလူဗျာအဲ့လိုသိထားမှာကွာနေဝမင်းကပြောတယ်မှာဗါတယ်မယရနာရဲ့သားနေရဲဟုတ်လားဟုတ်တယ်လေဒီငါအခုမှသတိထားမိတာကွာနေရဲလေးကအဲ့ဒီကလေးငငယ်တော့ငါတွေ့ဘူးတယ်အခုဆိုရင်တော်တော်အရွယ်ရောက်တော့ပြီအရွယ်ရောက်မှငါတခါမှမတွေ့ဘူးသေးဘူးဘယ်တွေ့ဘူးပါမလဲ तू ကထိုင်းမှာကြောင်းသွားတက်နေတာပြန်ရောက်တာမကြသေးဘူးမင်းတို့ငါစီကလူတို့ရမယ်ထင်လို့လားဟဲ့အောင်လေဟာဒါပေမဲ့ तू ကသဘောတော့ကောင်းနေဗျာမင်းကလုံးပြန်ပြီ
ချိန်ကားလေးတောင်မဆောင်တော့ဘူးနော်ချက်ချင်းကိုချီးမွမ်းတော့တာပဲနည်းနည်းလေးစောင့်ကြည့်လိုက်ပါဦးကွာရတနာရဲ့သားဘယ်လိုလုပ်ပြီးသမာကြနိုင်ပါလေဟမ်စောင့်ကြည့်လိုက်ကြောင်းကြာရေမငုံနိုင်ဘူးရွာအဝင်ကောင်းလို့အဲ့ဒါခေါင်းပေါင်းစားတလူနဲ့မန်းတက်တိုင်တက်ပြတဲ့အကောင်ဟာယောမလေးလားဘာတော့ဟာခလဲဘောလုံးဒီမှာငါဆိုင်နဲ့ဝင်လာပြီကွာမင်းတို့ကွာကြည့်ကြလက်ခံကြအောင်ပါပေါ့ဒုက္ခပါပဲအကုန်လုံးထိခိုက်ကြအကုန်ပွားကုန်လိမ့်မယ်ဟုတ်ကောတော့မကောက်ရဘူးမကောက်ရဘူးဘောလုံးရဲ့အဲ့ဒီဆိုင်နဲ့ကျွန်တော်လည်းမဝင်ရဘူး အေးပါဖြည်းဖြည်းပြောပါငါကောက်ပေးပါမယ်ယူပေးပါမယ်ဟုတ်ပါဗျာတော်ဆူတဲ့ကောင်တနာဟိုရော့ဗျာဟာပြီကလေးဘူးဦးလေးဘာလဲဘောလုံးမေးမပေးဘူးကွာမင်းတို့ပေးလိုက်လို့ရှိရင်ဒီဘောလုံးကကန်အောင်ပါကန်လို့ရှိရင်ငါဆိုင်နဲ့ဝင်လာမယ်ဝင်လာအကုန်လုံးပကံနေရှိတယ်ကွာကွဲကုန်လိမ့်မယ်ဟောပေးလိုက်စမ်းပါဦးလေးရောဆောဒီကောင်ခါလာထိုးတယ်ကွာဘာကောင်မှမသိဘူးဦးလေးဘာလဲချက်စုမအောင်ဟေ့လုံးပြန်ပြီငါသမီးကိုချက်စုမလို့မခေါ်နဲ့လို့ငါမကြိုက်ဘူးဟဲ့လက်ပိုင်နင်ကလည်းမလာလိုက်နဲ့လာတာနဲ့ပြဿနာရှာမယ်ဆိုတာကြီးလင်းပိုင်ဟဲ့လင်းပိုင်နော်နင်ကဘလို့တွေခေါ်နေအဲ့ချက်စုမငါ့ကိုကြွေးသိန်းတဘူးယူပေးဟဲ့အကျွေးတော့မရအောင်တော့လက်ငင်းပါဟာနင်ကလေဟေ့ချက်ချင်းလိုက်လာမယ်ဆိုရင်ဘာဖြစ်လို့ကြာတယ်မင်းအမေ6နာနေလို့ငါစေလူနှိပ်ပေးနေရလို့ဩတားလိမ့်ပါလေပေါ့ဟုတ်ပါပြီညွန့်ညစ်တာခံယူမဲ့တားလေးဒီနေ့ဘသူ့ကိုဒုက္ခပေးဖို့စဉ်းစားထားသေးလေခင်ဗျဟမ်ဒီနေ့ကတော့9ရက်သားသမီးစိတ်ချမ်းသာအောင်ငါဘသူ့ကိုမှဒုက္ခမပေးဘူးစဉ်းစားထားတယ်တာရုပါဗျာတာရုစုတ်ခေါ်မနေနဲ့9ရက်သားသမီးထဲမှာရာဟုမပါဘူးဒီတကသူ့ဦးလေနောက်အချက်စုမှာဟဲ့နင်ငါ့ကိုချက်စုမလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမှာပေးပါချက်စုမလို့ခေါ်တာမကြိုက်လေချက်ဖောင်းမလို့ကြောင်းခေါ်မယ်နားရဲဟာနေနော်ရောက်ခမရှိမှငါ့ကိုအနိုင်မကျင်းဘူးဘာရောက်ခမလဲမင်းချစ်လို့စားတာဦးလေးအဲ့ဒါကိုငါကြောက်တာချစ်လို့စားတာတဲ့အဲ့ဒါဆိုသတိထားနော်သမီးဟေးခါခွာနေဟဲ့နင်ကအေးလည်းမေးပါအဲ့ဒါအဖေကိုပြောအဖေရေခဲတက်တာမွဲပေးတာဩငါပဲလဲလာပြန်ပြီကွာရေခဲတက်တာကိုမဆွာသားပါနဲ့ तू ငါ့ကြီးပြောနေတာမင်းတို့ကလည်းချက်စုမညဘောလုံးပွဲလေးကပြန်ကြည့်လို့ရအောင်လို့ TV လေးကဖွင့်စမ်းပါနင်ကလည်းမဖွင့်နိုင်ဘူးဟေးမဖွင့်နိုင်ဘူးလက်ဖက်ရည်လေးတစ်ခွက်အေးလေးတပူးတောက်ပြီးတော့မြတ်တနေ့ကောင်ထိုင်ကြည့်တော့မှလေလုံးဝမဖွင့်နိုင်ဘူးဟာမလေးမင်းသမီးတွေနဲ့ငါနဲ့ညာလုတ်ပြန်ပြီကွာဒီဘောလုံးကဟောကလေးတွေပြောလို့မကောင်းဘူးဟာလည်းတမျိုးဟောဘလို့ကလေးတွေမှမသိဘူးတွေ့မယ်ချာကွာဒီတာပဲဘာတူလဲဘာနေဖြစ်ကုန်လဲဘာတူလဲအဲ့လားဘာတူတော့မှလေအဲ့ဒါတော်ရတနာရဲ့တာနေရဲဟာအားနာစရာကြီးဟာအဲ့ဆိုငါဘယ်လိုလုပ်ရမှာလဲနင်းလို့ထားနင်းတော့တောင်းမှန်ပေါ့ဟိုမှာဘောလုံးမှန်ပြီးမျက်လုံးကန်းသွားလားမသိဘူးဟိုကရဲစခန်းတိုင်းနင်းတို့သားဖားနေတော့ထောင်ကျသွားမှာနော်အေးလေဟာရောငါဘာကြောက်မှာလဲကွာဒါလေးမှန်တာနဲ့မင်းကလေအဲ့လိုတော့မစိုးသေးပါဘူးအေးလေငါတို့တော့တောင်းမှမို့နေသေးတယ်ဆိုလိုက်ခဲ့ပြီနော်လုံးလုံးပါလိုက်ခဲ့ပြီပါမယ်ကျွေးသိမ်းဖို့ငါမရှင်းတော့ဘူးနော်အိုးကျုံဟာကျွေးသိမ်းဖို့ကြာမပေးဘူးလားငါအကြထောင်ထဲထည့်စတာပြန်ဟဲ့ဖြစ်ပါမလားဖြစ်ပါလေဘာမှစိတ်ပူနေနော်နင်အလုံးစုံကြ3နှစ်ပဲဒါမှမဟာဟေး3နှစ်ပဲကိုနေဟိုအရင်မြတ်နာဝါလာဗျာကျွန်တော်အားနာရတာဗျာရပါတယ်ဗျာကြီးမားဖြစ်တာမှမဟုတ်တာဗျာကျွန်တော်လည်းရုပ်တရက်ဆိုတော့လန့်သွားအုံသီးများကြွေကြလားဟုတ်တယ်ဒီပေါက်ကြော်မှလေမိမဖြစ်ပြီးဘောလုံးကန်ကျင်နေတာအဲ့ဘောလုံးစွတ်ကန်ထဲတာလားမှန်တာဟဲ့နင်ပြောတော့ငါဝိုင်းရှင်းမိမယ်ဆိုငါအခုရှင်းပေးနေတာလေနင်ကလေအမွေတောင်းမှမှာတယ်နော်အဲ့သူ့ကြောင့်လေသူ့ကိုဒေါသထွက်ပြီးတော့ဘလုံးကန်လိုက်မိတာရပါတယ်ဗျာတောင်းမှဆရာမျိုးနောက်လေကြုံမဲ့လူတွေကနော်ဒါနဲ့ကျွန်တော်နေရဲပါတော်ရဲနားရတာဟုတ်ကျမပန်းမွေပါကျွန်တော်ရှင်းပြပြီးပါပြီသူကဘသူ့သားပဲဖြစ်ဖြစ်တယ်မတောင်းမှန်နိုင်ဘူးတဲ့ပေကက်ကက်လုံနေတာအဲ့ဒါအတင်းဆွဲခေါ်ပြီးတော့တောင်းမှန်ခိုင်းရတာဟဲ့ဒီဘာတွေရှောက်ပြောနေတာလဲဟိုသူပြောတာမယုံနဲ့နော်အဲ့ဒါတကယ်မဟုတ်ဘူးဟိုဆိုင်ထဲဝင်ပြီးအေးလေးပါလေးတောက်ပါဦးလားမတောက်နဲ့သူတို့ဆိုင်ကအေးကမအေးဘူးသူတို့ဆိုင်မှာရေခဲတက်တာမရှိဘူးဟောသပိုင်ဘလို့ဖြစ်နေရလဲနင်မစပိတ်ထားလိုက်တော့ကိုလည်းမှတော်တော်ပျော်တတ်တာပဲပျော်တတ်တာမဟုတ်ဘူး तू ကကြက်တာ तू ကငကြက်သိလားသတိထားတော့အကြက်ခံရမယ်ကဲပါအဲ့ဆိုရင်ဆိုင်အောင်နောက်မှလာခဲ့မယ်နော်
အခုတော့ဟိုဘက်ကန်းကြီးပဲတစ်ချက်တော့ကြည့်လိုက်အောင် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်နင်တော့နေနော်ငါရှင်းပြတာကောင်းလို့နင်1300နဲ့မကြတာနော် ငါနေရှင်းပြတာလေအခုလို့ဖြစ်ရလေနင်းကြောင့်နင့်ငါဒေါသထွက်ပြီးဖြစ်သွားတာလေ ငါကြောင့်ချက်စုမှာသူ့အပြစ်ကိုယ့်အပြစ်မလုံးနဲ့နော်အဲ့ဒါလူချင်းဝက်နဲ့မညီဘူးနေမှတ်တာအော်မသေနာကြလူချင်းဝက်လေးပါလေးနဲ့သေရမယ်ငါလုံးလိုက်ရအမလုံးလိုက်ရလေးပါလေးနဲ့လာလေးနင်ဘာလို့ချင်တာလဲမြို့သားဖနှစ်ယောက်ပေးတယ်လာခဲ့လာနင်ရောလေလာခဲ့နင်ဖေးမှာထားကိုလာနာနေတိတ်ဝက်ပဲတော့ကကျပေးမှာလို့ဒီဘာလို့လုံးနေတော့ပြောနေတော့နာရဲမလုံနဲ့လေမလုံနဲ့လေဟာဟဲ့နာရဲမလုံပါနဲ့မလုံနဲ့ဘာဖြစ်လာလဲလို့တောင်းပြင်မယ်နော်ငါဘွားလေကွာစိတ်ကူးလေးရှင်ရတော့မဖိတ်တော့ဝက်စင်တော့ဝက်နေရှောက်ခဏရောက်တော့မယ်ဆရာဖက်ဒီဘာဖြစ်လာလဲကွာဟောဒီမှာပန်းကခုတ်ပြီလို့ဒီကောဟာဆရာမရှိဘူးကွာဟိုဘက်ကျမှမွေးလူနာရှိလို့ဓာပင်သွားတယ်ဟောဒုက္ခပါပဲကွာဟိုမှာသူကအရန်ထွက်နေပြီကွာဟေ့ဒဏ်ကအကြီးပဲနော်တိုးထက်လုံးပြီးသေသွားမယ်ဟုတ်တယ်မြို့စင်းကိုပို့လိုက်လေကွာဟောမြို့စင်းကိုသွားပါလေဘယ်ကောင်းနဲ့သွားမှမသိပါဘူးကွာဒုက္ခပါဟာရောက်ဦးမြင့်တို့အိမ်မှာကားရှိတယ်လေကွာဦးမြင့်တို့ရမေးပြီးသွားပြီလူမှမရှိကြဘူးကွာဟောကွာရင်မဲ့ကွာဘာဖြစ်လာလဲဘယ်လဲခဏလေးဘာဖြစ်လာပန်းကားကုန်းပြီလို့ဟာဒဏ်ရများလိုက်လားဗျဟုတ်တယ်ဆရာလည်းဟိုဘက်ရွာမွေးလူနာကြီးရောက်နေလို့လေမြို့သွားဖို့ကြောက်လေကားခက်ခဲဖြစ်နေလို့ကားခက်ခဲဖြစ်နေကားမရှိဘူးလားအဲ့ဆိုကျွန်တော်ကားနဲ့ပဲတင်လိုက်တော့လေနော်ကျွန်တော်လိုက်ဖို့ဒီလောက်တင်နေတဲ့ဒဏ်ရာယူအမိကားပေါ်တင်သွေးတွေအမိကားပေါ်ပေးကုန်မှာပေါ့ဒီမှာသေရှင်ဖြစ်နေရလေသွေးထွက်လည်းမတခုဖြစ်သွားဘယ်လိုလုပ်မလဲမေကဲပါဗျာလာကားပေါ်တင်လိုက်လို့လားဖြစ်ပါဖြစ်ပါတယ်ဗျာခေါ်ပါဗျာလာဟုတ်တယ်လာခေါ်ဒီကနီးနေပြီလမ်းလျှောက်တော်လို့ရတယ်မေတာပြန်လာတော့မယ်လာခဏရင်ဒီဘက်ကိုသွားပြလိုက်ဟုတ်လားဟာငါဖြင့်နားရှိလို့သာကြားရတယ်ကွာယုံတော့မယုံနိုင်ဘူးဘာလဲဒီကောင်သူ့အမေကိုလမ်းပေါ်မှာပြစ်ထားခဲ့တာဟုတ်လားဟုတ်တယ်ဦးလေးသူတို့အချိန်မခဲ့ရင်လေတင်ထုံးဘောကတွေးတော့မတွေးရဘူးအဲတွေးထွက်တော်လွန်နေတာကိုတင်ထွန်းတို့လူတဲ့သွေးကိုလည်းသူပဲလူပေးခဲ့တာဆိုဟုတ်တယ်ပန်းမွေးတင်ထွန်းသွေးရလေ AB သွေးရှားမှရှားပဲကံကောင်းညင်တော့အခုလေးသွေးက AB သွေးဖြစ်နေတယ်ငါတော့ဒီကလေးကိုအပြစ်တင်စောပြီးနေတူပါရဲ့ကွာမင်းတို့ပြောသလိုဆိုရင်ဒီကောင်လေးကတော်တော်စိတ်ထားကောင်းတဲ့ကလေးပဲကွာဟာစိတ်ထားကောင်းတာတော့ပြောမနေပါနဲ့ဦးလေးရဲ့အခုဆိုရင်လေတခြားတိုင်းမှာသွင်းနေတဲ့လေသမားတွေတောင်မှအခုလေးရဲ့စိတ်ဓာတ်ကိုသိပြီးကိုနေရဲဆိုပြီးကျွန်တော်တို့တိုင်မှာပဲလာသွင်းကြတော့တာဗျကိုအမောင်ကြောင့်ဘေးရောက်သွားပြီဗျာဈေးတော်ဖြတ်လို့မရတော့ဘူးဟုတ်လားဟိုဟာပြောရဆိုရင်ကိုလေးတပည့်တော်လေးပါလေခေါ်စမ်းမအောင်ကွာအခုပဲအကိုလေးကြောင်းပြောနေတာကိုလေးဟာလားမဦးကျော်ဆောင်ကြီးကတခုတော့ပါအောင်နဲ့လက်ဖေးလေးပါဒါမှကိုလေးအားနာတယ်ဗျာဒါမှဟုတ်ကဲ့လာပါဗျာဟုတ်ကဲ့လားထိုင်ကိုလေးထိုင်အဲ့ဒီဘာသုံးဆောင်မလဲဘာသောက်မလဲပြောတော်ပြီဦးလေးအိမ်မှာမနှက်စာစားလာတယ်အေးဟုတ်ပြီဦးကလေမင်းငယ်တော့မြင်ဘူးလေကွာအခုဒီရွယ်ကြီးရောက်မှအခုမှပဲစုံပြကြတော့တာဟေးဒါပေမဲ့ငါသားရဲ့မင်းတရေကတော့လေတို့ရွာတရွာလုံးကိုမွေးနေတာပါဗျာကိုလေးဦးကျော်ဆောင်နဲ့ဒီပင်လည်းဗျာစားတော့ဆိုင်ကြီးပိုင်ရှင်မောဟုတ်ကဲ့မင်္ဂလာပါအေးပါဗျာမင်္ဂလာပါသူကတော့ပန်းမွေးနဲ့ဦးလေးရဲ့သူကြီးလေသိတယ်ဟိုနေ့ကစုံပြီးသွားတယ်ငါတို့ကရွာကိုအလဲပြန်လာတာလားဟာလားအလဲလာတာမဟုတ်ဘူးလေအမေကသူ့ရဲ့လုပ်ငန်းတွေကိုဦးစီးပေးပါဆိုပြီးတော့လှမ်းခေါ်လိုက်လို့ရောက်တယ်။အော်ကောင်းတာဗောကိုမိဘရဲ့လက်ငုပ်လက်ရင်းလုပ်ငန်းဆိုတာကိုတိုင်းဦးစီးနိုင်လေကောင်းလေပဲ။ကောင်းတယ်ဦးလေး။ဒါပေမဲ့ကျွန်တော်အမေရဲ့လုပ်ငန်းတွေကိုတိတ်ဆိတ်မှလာဟုတ်လားကျွန်တော်တကယ်ဝါသနာပါတာမွေးပလဲလုပ်ငန်းကိုဝါသနာပါ။ဩ
မွေးပလဲလုပ်ငန်းဒီမှာလုပ်လို့ရလို့လား ဒီမှာတော့မဟုတ်ဘူးဗျမွေးပလဲလုပ်ငန်းကိုမြန်မာနိုင်ငံမှာတွင်ကျယ်လုပ်တာကော့တောင်းတို့ဗုတ်ပြင်းတို့ပလောတို့မှာလုပ်တာများဗုတ်ပြင်းမှာဆိုလို့ရှိရင်ပလဲကျွန်းရှိတယ်ပလောမှာဆိုလို့ရှိရင်မလီကျွန်းရှိကော့တောင်းမှာဆိုရင်တော့ရွှေကျွန်းရှိတာပေါ့နော်အမေပိုင်းနဲ့ကျွန်းကလည်းကော့တောင်းမှာဆိုတော့ကျွန်တော်တကယ်လုပ်ဖြစ်ရင်တော့ကော့တောင်းမှာပဲလုပ်ဖြစ်တယ်ဒီဘောဟုတ်တော့ပေါ့စီးပွားရေးဆိုတာလေဟိုလှုပ်ချင်တာနဲ့ကိုယ့်ရဲ့နေရာဒေသလေးတွေကလည်းကိုက်ညီအောင်မဟုတ်ကောင်းပါတော့သားရဲ့ဟုတ်ပြီညီမလေးအမွေဘိုးတို့ကြီးခဏလာပါဦးဘာမှချင်လို့လဲမှာတော့အကျယ်ကြီးလမ်းမှာပါလားဒီနောက်ရောက်မှာပါဗောနေသွားလိုက်ထိုင်အောင်နော်ရကဲအဲ့ဒီမာလေးပြုတ်ဟာဦးလေးကမှားမှာအများကြီးပဲဦးလေးကတက်ကြီးလीမှတ်နိုင်မှာမဟုတ်တော့ပန်းမွင်လေးကိုကဲကွာဟိုငါတို့တောင်းဆရာရှိတာလေတောင်းကြပါအေးစေးတော့ပါကွာရစ်တော့မရစ်ကြပါနဲ့နော်ဟာကျုပ်တို့ကဘာရစ်နေလို့ဦးလေးရတာဆိုလို့ရတာကိုယ်ဆိုင်ကမြင်နေတာစားတော့နေဧည့်သည်တွေကိုလူဆက်ဆံတာမဟုတ်ဘူးနော်ကျုပ်တို့ကလည်းစိတ်မရှိကြဘူးဘန်းပွင့်လေးနဲ့လာရောက်ဟဲ့ပန်းမွင်လေးနဲ့မလုံးနဲ့နော်ငါသမီးကပန်းမွင်ဆိုတာမင်းတို့သိပြီးသားကိုပြောတဲ့စကားတွေကဆင်းချင်းပြောကြမင်းတို့ရှင်တို့ဘလို့ဖြစ်နေတာလဲညတနာမရှာနဲ့နော်တီးခတ်နေဆိုပြီးလွန်မလားနဲ့အာစီကမလေးအစွာလေးပဲအာစီကတော့အကြီးကအမျိုးပိုကြောက်မလို့ဟဲ့မင်းခွေးကတော့ဦးလေးပါဟေးကြောက်ပါနဲ့လူကြီးကိုညတော့ပြမလုပ်ပါဟာလည်းပြဆရာကြီးလားညဝေးစိပြောနေတာအေးစိမပြောတော့မင်းကဘာလုပ်ချင်ပြန်လာခဲ့လာခိုင်တာငါဖို့မှာဒါဆောက်ပြီးဆောက်ရတယ်လက်ကတော့ဟိုနွားလိုကောင်ကြီးကိုထိုးထားတာငါတော်နာနေတာ မရိုင်းတဲ့ကောင်ကြီးကွာငါမရှိလို့ဟာနေရှင်ရောနေကသူတို့တောင်းမှန်မလို့လားဟာဘာဖြစ်လဲတောင်းမှန်မှာလဲဒီမှာလင်းမိုင်နော်ငါအဲ့လောက်ထိသွေးမနေဘူးဒါနဲ့ပတ်ဝင်ကိုနေရဲရောဘာဖြစ်သွားသေးလဲသူလည်းနည်းနည်းတော့ထိသွားတာပေါ့ဟာဒီကောင်တွေကွာကြွားထဲမှာလေလောင်းစားထိုင်လို့လူမိုက်တွေမွေးပြီးအကုန်လုံးလိုက်ပြီးလူဝါနေတဲ့ကောင်တွေဟာနောက်ကငါနဲ့တွေ့ရင်သေဖို့လာပြင်တာအဲ့ကောင်တွေ့နေစမ်းပါနဲ့ကွာဒီကောင်တွေနဲ့မင်းဖက်ဖြစ်မနေနဲ့အလကားကောင်တွေရဲ့နောက်လေဒီကောင်တွေငါဆိုင်လာရတော့မှမဟုတ်ဘူးတမ်းပွင့်မင်းကြောက်မော်ရွာသွားရင်တတိထားဒီကောင်လေးရွာဖြတ်သွားမှာမင်းတယောက်လည်းမသွားနဲ့ဟာဒီကောင်ခေါ်သွားဒီကောင်မအားရင်ငါလိုက်ခဲ့မယ်ညဘာသက်လိုက်ပါလဲငါမလိုက်ရဘူးလားအဲ့ဒါမလို့လေငါတော်လုံးရှိနေတဲ့ဥစ္စာအေးငါလည်းမျိုးအရင်လိုက်ခိုင်းတာမျိုးမပြောနဲ့အေးပါကိုင်းတော့ပါတော့မင်းတို့ကလည်းလေအလဲကြငါသမီးကိုစောင်းရှောက်နေကြတာဟလားမင်းတို့ကသူ့ဖေတွေမို့လို့လားမင်းဒီမှာဖေးတယောက်လုံးရှိတယ်လေကွာငါစိမ့်မှာပါဘောကွာငါကောင်းနေမှမသိဟုတ်ကဲ့ပါဦးလေးငါတည်းကဟာရောင်တာတဲ့လာစောင့်နေပြလို့စတာပါဦးလေးအေးအဲ့ဒါကိုကြောက်တာမင်းဟုတ်တယ်ဟေးကိုနေရတော့လာတယ်တော့ဟုတ်လားအေးဟုတ်ခါကြလိုက်မလေးဘယ်လိုလဲဟောင်းလေးဘာဒီလဲကွယ်မနေ့ကကျွန်တော်ကြောင့်ပျက်စီးသွားတဲ့ပစ္စည်းလေးကိုအားနာလို့အစားထိုးပေးချင်တယ်ဘယ်နဲ့အစားထိုးပေးရမှာလဲငါသားလေကွယ်မင်းကဥဒုဘက်ကနေပြီးတော့အကုန်လုံးအကူကြီးပေးတာလေအဲ့ဒါတွေပါပေးစရာမလိုပါဘူးကွာလက်မခံပါဘူးပြန်သွားလေပါသားရဲ့နော်ကိုနေရမနေ့ကတော့တော်တော်ထိပါသေးလားဘာမှဖြစ်ပါဘူးဗျာနေပါပါဟာကျွန်တော်ပေးတဲ့ပစ္စည်းလေးတော့လက်ခံပေးပါနော်ဟုတ်ဗျာရပါတယ်ကိုနေရမလိုပါဘူးဆိုင်လက်သိပ်ပြက်စီရမှာမဟုတ်တာအေးလေကွယ်ကဲပါပန်းမွင်ရလက်ခံလိုက်စမ်းပါနင်လက်ခံမှာဖြစ်မှာနင်မဆိုရင်ကိုနေရစိမ်ကောင်းဖြစ်နေတယ်နင်တို့ဆိုင်လေးပြင်ပေးဖို့ဆိုပြီးအဲ့ပစ္စည်းတွေကိုသူ့ကိုယ်တိုင်တကူးတကလိုက်ရှာပြီးဝယ်လာတာဗျာအားနာစရာအေးအားနာစရာမလိုပါဘူး
အဲ့လေးကိုကြည့်လိုက်နော် ကဲလက်ခံလိုက် ဟိုမှာတစ်ခါရောပါဖြစ်လိုက်ပစ္စည်းလေးတစ်ခါချပေးလိုက်ဟိုနားချလိုက် ကျေးဇူးတင်ပါတယ်မပြန်နဲ့ဦးနော်ဆိုင်မှာတစ်ခုခုစားပါအောင် မပြန်သေးပါဘူးဗျာတခါတည်းတဲလေးပါပြင်ပေးခဲ့မှာ မလိုပါဘူးကွယ်ဒီတဲလေးကဘာမှခဲရခဲစစ်လောက်ရတာလည်းမဟုတ်ဘူးပြီးသလောက်လည်းဖြစ်နေပါပြီမလုံးနဲ့နေရ ကဲထိုင်ကိုနေအော်ကိုနေဒီနေ့လေဆိုင်မှာပင်လဲစားအစုံရတယ်ဘာစားကြလဲပြော လမ်းမွေးအဆင်ပြေတာစီကျွန်တော်လည်းဘိုက်စာနေလို့ အေးစားမယ်ငါတို့အတွက်ဦးရီကလေကောင်းလုံးဆိုတဲ့ရှယ်ကိုချက်ကျွေးမယ်နော် ကျေးဇူးပါဗျာ အမိအောင်နေရဲ့အဲ့ခံလိုက်အောင် ဟုတ်အေးမလေးအဖေကလေပန်းမွေးထထောင်မှာပို့ပြီးဟင်းချက်ကောင်းလေ ဟုတ်လား လင်းပိုင်မင်းကတော့ကြံရစ်ဖြစ်တော့မယ်ထင်ပါတယ်မင်းကဘာလို့ဆိုလို့ရလဲဘာလို့ဆိုလို့ရမှာလဲဟိုမှာမင်းရဲ့ချက်စုမှာလေကိုနေရင်းနဲ့တူပြုံးပြောနေတာပဲဟဲ့မင်းမြန်ဖွင့်ပြောသိပြီနော်အဲ့လိုတော့မဟုတ်တော့ပါဘူးချက်စုမှာမနေ့တနေ့မှတွေ့တဲ့ယောက်ျားလေးတယောက်ကိုအလွယ်တကူအညာလွယ်တဲ့မင်းကြီးတော့မဟုတ်ပါဘူးအခုကလည်းလေသူ့ကိုကူညီထားလို့အလိုက်ထိုက်ဆက်ဆံတာမျိုးပဲဖြစ်မှာပါအေးပါကွာမင်းပြောတဲ့အတိုင်းဖြစ်ပါစေလို့ငါဆုတောင်းပေးပါတယ်သမီးပန်းမွေလာသမီးလာသမီးလာတော်လေးပါလေလို့ မျိုးတယ်နေတာသမီး ဟင်းရောချက်ပြီးသွားတယ် ထုံးစံတိုင်းပေါ့တားပြန်လာတော့မှခင်းစားပါလာမှာလीအဲ့ဆိုရင်တော့အတော်ပဲဒီနေ့ဆိုင်မှာလေးတောတယ်လေးလာလို့စသားဟင်းချက်တယ်အဲ့နဲ့ဒေါ်လေးတို့အတွက်ယူလာတာသမီးရဲ့ခဏခဏဟင်းနေလာပို့အားနာလိုက်တာပြီးတော့သမီးကဆိုင်တစ်ဖက်နဲ့အားလာမဟုတ်ဘူး ရပါတယ်ဒေါ်လေးရဲ့ဒီနေ့ဆိုင်မှာလူပါတယ်လေကြခဏလေးနော်သမီးဒေါ်လေးတော့ထည့်လိုက်အော်မလဲပါနဲ့ဒေါ်လေးရဲ့လင်းမိုင်ဆိုင်ဘက်ရောက်တော့မှပဲသူ့ကိုထည့်ပေးလိုက်လေခဏလေးပါသမီးခဏလေးရပါတယ်ဒေါ်လေးရဲ့ဆိုင်မှာလည်းအဖေကြောက်သေးဆိုတော့သမီးပြန်လိုက်တော့နော်အေးတာရုပါသမီးရဲ့ဘလို့တိတဲ့လိမ်မာတဲ့သမီးလားကို့သမီးလေးဖြစ်နေတိတ်ကောင်းပါသမီးကလည်းအမေမရှိတော့ဘူးဆိုတော့ဒေါ်လေးကိုကို့အမေလိုပဲသဘောထားပါတယ်သမီးပြန်တော့မယ်နော်အေးသမီးခုလိုလိမ်မာရေးကြရှိတဲ့သမီးလေးငါချွေးမလေးဖြစ်လာရင်သိတ်ကောင်းပါအိမ်ကကောင်းပါလေဖြစ်ကုန်ရှိတော့ရဲ့ခရုပ်ခင်းညူရဲ့အမေဒါကဘာရင်းလဲမေ စသားဟင်းလေးသားရဲ့ တားယူလာတဲ့ဟင်းစားထဲမှာစက်သားမပါပါဘူးပန်းပွင့်လာပို့သွားတာပန်းပွင့်ပို့သွားဟာဒီနေ့ဆိုရင်တော့ထမင်းကတော့အများကြီးဝင်တော့မှာပဲအမေထမင်းများများချက်ထားရလားဩရှိပါတော့ရှိပါနင်ကလည်းမှုေးနေတာပဲဒီဟင်းနေတာဆိုလို့တော့နှစ်ပကံသုံးပကံလောက်ကတော့အตาလေးရှောင်းနေဝင်သွားမှာအမေရဲ့စားမသာစားသမားသားရဲ့အမေကလေနိုးစီကိုနှလုံးချက်တောင်ချက်ထားတာကျန်တော့လေညစာဘောသားရဲ့မတော့ဘူးမေညကြရင်အမေထမင်းတော့ဆက်ချက်မှာသိကြတယ်ကောင်းလားဟာအားသားလေးအိမ်တော်ပြုတ်မစင်းသားသေးဘူးလားဘယ်လိုမင်းဝင်တော့မေးကြတော့မေးသားရဲ့အမေကအသက်ကြီးပြီလေအမေမျက်စိမမိတ်ခင်မှာငါသားလေးကိုမိသားစုစုံစုံနဲ့အမေကမြင်ချင်တာသားရဲ့ပြီးတော့အမေကမြည်ချီချင်မေမိမဆိုတော့မျိုးကိုလေကုန်းကုန်းဆန်းဆန်းရောင်းနေလို့မြအမေချင်းနေရတာအဲ့ဒါတော့ငါလည်းသိတာပေါ့ဟဲ့ဒီမှာအသက်ကြီးမှအိမ်အောင်ကြလို့ခလေးရရင်အဲ့ဒီခလေးကိုပြုစုပြောထောင်ဖို့ခက်နေမယ်ဟုတ်ပါဘူးနော်ဒါမိမအမြန်ဆုံးရအောင်ကြိုးစားမယ်ဟုတ်ပြီလားပါမိမယူလို့ရှိရင်ပန်းဖို့လို့မိန်းကလေးမျိုးယူသိလားအမေကသူ့သမီးတော်ချင်းလားအဲ့ဒါများမေယာသူ့ဖေရှိရလေအမေရဲ့ဒီကောင်လေးမအေးဘူးအမေရတယ်သူ့ဖေရှိရလေသူ့ဖေစီမှာအမေတောက်လိုက်တောင်းပေးဒါကိုပြောတာမင်းအပူတွေပြောမယ်ပန်းဝင်ရအောင်ယူပြပန်းဝင်ကိုဟုတ်တယ်
အမေရဲ့ပန်းမွေးဆိုရင်လွယ်မလွယ်နော်။ तू ကတော့တစ်ဖက်ကြိုက်နေတာကားတော့ပတ်ပြေးနေရတာ။ လေဟုတ်ပါပြီမင်းငါ့ကိုလက်တွေ့ပြပြပြမှာနော်မလာမဲ့စုံမျိုးပွဲကြလို့ရှိရင်လေအမေရှိမအလိမ်မာလေးအိမ်ပါပြီလို့သာအမေမှတ်လိုက်တော့ဟောအမေအဲ့စုံမျိုးပွဲကိုလေနှစ်တန်းကိုလုပ်နေတာအဲ့ဘာလို့လုပ်လာလဲအမေဟောသားရဲ့အမေတို့ပင်လယ်ရေလုပ်သားတွေကလေကျမ်းမာရေးစီးပွားရေးကောင်းပြီးအနေရကင်းအောင်ဆိုပြီးတော့ပင်လယ်သမုတ်တိုင်ထဲမှာရှိတဲ့ရှင်ဥပကုတ်တမထေကြီးကိုစုပ်ကပ်ပူဇော်ပွဲတွေလုပ်ကြတာပေါ့သားရဲ့ဩအဲ့ကြောင့်အိုးထဲမှာစံရောစီရောဖျောင်းနိုင်ရောအမွှေးနိုင်ရောထိတ်ပြီးမျောတာဘူးတာခုမှသိတာအမေလူအောင်စုံနေပြီအမေဟုတ်ပါသားရဲ့စိတ်ချပါဘူးဟောက်လက်ဆွဲပြီးတော့ခေါ်ခဲ့ဟဲ့အိုးဘာလုပ်တာလဲဩနမူနာပြတာပါနင်းရတယ်ကိုရှိသူကြောက်ဟလာကတော့ဟုတ်ပြီအများကြီးကျွန်တော်ကကျွန်တော်မိုင်းတာလူအောင်စုံနေပြီပါလေအသိဆိုးဟာကိုနေဟုတ်ကဲ့အစိုးမျိုးဝက်လာလားဗျဟုတ်တယ်လင်းမိုင်ရေကိုနေရဲ့အစိုးမျိုးဝက်ကြည့်နေဆိုလို့ငါလိုက်ပို့တာကွာဟုတ်တယ်ဗျကျွန်ငယ်တော့ရွာရဲ့စိုးမျိုးဝက်မြင်ဘူးတယ်ဒါပေမဲ့အခုမှပဲကိုယ်တိုင်ကြုံပြီးကိုယ်တိုင်ပြောရတော့ကောင်းတာပေါ့ဗျာအရန်ပြောကိုကောင်းတာဗျာဒါလေးကြအတူသွားရအောင်ဟုတ်ကဲ့ဟုတ်တော့ဟိုမှာလူကတော်စုံနေပြီအဲ့ဒါပြောနေဟာကိုလည်းမျောပြီးလို့ချင်းပြန်မစဲကြနဲ့ဦးနော်ဦးလေးဝလူတွေကဘာလို့စုံမမျောကြအော်သူတို့ကစွန်းအိုးမျောမဲ့အဖွဲမဟုတ်ဘူးကိုနေရဲ့အခုမျောထားတဲ့စွန်းအိုးလေးတွေကိုသူတို့ကအလူရက်လိုက်ဆယ်ကြမဲ့အဖွဲလေအဲ့လိုအလူရက်ဆယ်ရတာပိုပြောဖို့ကောင်းတယ်နော်အဲ့ဆိုရင်ကျွန်တော်လည်းအဲ့လေလေးစီးပြီးတော့စွန်းလိုက်ဆယ်လို့ရတာပေါ့ဒါကိုရွာလေတွေပဲလေအော်တမ်းမွေလဲလှေပေါ်ရောက်မှပဲဒီစွန်းအိုးလေးမျောလိုက်တော့မယ်နော်ဟုတ်ကဲ့ကျေးဇူးကိုပေါက်ကြရင်ကျမတို့လည်းလှေပေါ်နေတော့မျောကြရအောင်လေဟိုဒီကပဲမျောလိုက်ပါတော့မိမရဲ့ဟောလာပါကိုပေါက်ကြရင်တနေ့မှတစ်ခါပြောရတဲ့ဟာလာပါရှိတယ်နော်ရှိရတယ်ပြောစရာအိတ်ဟာကွာသူဒီမှာကိုနေရလေလေးခဏလောက်စီးချင်လို့တဲ့ဟောပန်းဝင်လာတွဲလာခဏကြိုက်ပေးဦးဝါလာတက်နော်ဟာလာတက်ရတယ်ကိုဟောရအဲ့လည်းမနော်ရကျေးဇူးပါဗျဟိုမှာပန်းပွင့်တို့လင်းနေပါအောင်မမသာနေရဆုံးကညှို့လို့ရပြီအရင်စူတောင်းလိုက်အောင်မနော်ပါဒီခံချားနေတာလေမဟုတ်ပါဘူးမင်းကလေအောင်မငါမသိညမှတ်နေလားကွာပြောမယ်ဆိုလို့မြန်ဖွင့်ပြောလိုက်မင်းကလေပြောချင်တယ်မပြောရဲလို့ငါအမေကိုလည်းပြောပြီးသွားပြီကွာဟိုစုံမျောပွဲနေကြလို့ရှိရင်အမေချွေးမအောင်လက်ဆွဲပြီးခေါ်လာခဲ့ပြီလို့ငါပြောထားတယ်ဟောအဲ့ဒါဆိုပြောလေကွာမင်းမပြောမင်းကြံရင်ဖြစ်မှာဗောကွာမင်းကလေမပြောရဲလို့ပါဆိုမင်းကလေငါဟိုလိုကန့်လိုက်ခံတယ်မင်းမမြင်ဘူးလားအော်မင်းကတော့တော်တော်အဖြစ်မရှိတဲ့ကောင်ပဲကွာဒီလိုလုပ်ပါမင်းအစားငါပြောပေးမယ်အစင်ပြေတယ်ဆိုရင်မနေ့ဖန်ပင်လက်ပြဆက်မှာတဝမ်းကျွေးမှာငါ့ဟဲ့
ဘယ်တကယ်ပြောပေးမှာတကယ်ပြောပေးမှာပေါ့ကွာတကယ်ပြောပေးငါလည်းတကယ်ကျွေးမှာပေါ့ခရီးတော့အေးခရီးကွာအေးပြီးတော့ဟိုတီဘိုရောက်နေမင်းဘယ်လိုလုပ်မှာလဲလူပေါ်ပါကွာမင်းငါ့ရဲ့အစွမ်းကိုစောင့်ကြည့်လိုက်ရော့ထိုင်တာပြီလားဘာလုပ်မှာလဲခဏလေးစောင့်ကြည့်လိုက်ဟိုကဟိုထိုင်ကြုံကတည်းပြောပါဟုတ်တယ်ပြအဲ့လိုမျိုးပဲလေဒီလိုလိုက်ပြီးတော့အဲ့လိုအိုးလေးတွေညံပြီးတော့ဆက်ဟုတ်တယ်ညိုးတော့ရညိုးတော့ပြီမရေ你要切了嘞！买那里人啊，多贵啊！贵瓜！不嘞，嘿，这多嘛这都标给人啦。怎么地的？地的。ရောက်ပြီနောက်ပြီတော်ပြီနော်လေအိုးကျမကြီးတို့ပြောခဲ့လားအော်အဖေစီခဏသွားလိုက်အောင်နော်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကသွားလိုက်ဟုတ်ဒီပတ်မွေဒီပေါင်းဟာငါညို့ပြောကြတယ်ရှိလို့ဘာပြောမလို့လဲယူအိမ်ပြန်ညတော့ကွာငါ့ကိုလိုက်ပို့မဟုတ်လေဦးလေးဒီမှာပြောစရာရှိလို့ငါကြောက်လို့ပါတော့ဦးလေးပြောစရာရှိတယ်ပြောနေဦးလေးလိုက်ပို့ဝင်မယ်လေဦးလေးဘယ်တော့ဒီမှာမင်းအိမ်လိုက်ပို့ခိုင်းနေလို့ဒီချာလေးတော့ပဲကွာမညနေကျရင်ရုံးကခဏလာကြာလာကိုလေးဘာတွေတွေးပြီးကြည်နူးနေတာလဲဘာမှမဟုတ်ပါဘူးဗျာမင်းညာစုံမျိုးဝဲအဖြစ်လေးတွေးပြီးတော့ကြည်နူးနေအကိုလေးကပန်းမွန်းနဲ့နှစ်ယောက်တည်းလေတူတူစီးပြီးတော့ပျော်ခဲ့တာတွေးပြီးတော့ကြည်နူးနေတာမလားမဟုတ်ပါဘူးဗျာကျွန်တော်ငယ်လေးကနိုင်ငံသားမှနေတာဆိုတော့ဒီရွာရဲ့ချစ်စရာကောင်းတဲ့ဓလိလေးကိုကြည့်ပြီးတော့ကျွန်တော်ကပြောလို့ကူးဆက်နေတာပဲဒီရွာလုံးကလည်းယူသားပွင့်လင်းပြီးတော့ဆက်ဆာနောင်းနောင်းနဲ့တော်တော်ပြောဖို့ကောင်းတာဟုတ်တယ်ကိုလေးကကျွန်တော်တို့ရွာရဲ့စုံမျိုးပဲအရန်ပြောစရာကောင်းတာတယောက်နဲ့တယောက်ဘလောက်ပဲဆဆဘလောက်ပဲနောင်းနောင်းစိတ်မဆိုးကြဘူးကိုလေးရဲ့အေးဗျကျွန်တော်တော့ဒီရွာကိုရောက်တာမကြသေးဘူးမယ်ဒီရွာလုံးနဲ့ရင်းနှီးဖြစ်တယ်လို့ခံစားရတယ်အစားတော့ဗျာဒီမှာခဏလောက်နေပြီးရင်ဘန်ကောက်ကိုပြန်တော့မယ်အခုတော့ကျန်ကျင်စိတ်တောင်မရှိတော့မပြန်လို့တော့မရဘူးသားအမေသားကိုခေါ်လိုက်တယ်ဆိုတာအမေရဲ့လုပ်ငန်းတွေကိုဒါဦးစီးဖို့ခေါ်လိုက်တာအခုတော့အမေဒီမှာဆက်တောင်မထားချင်တော့ဘာဖြစ်လို့လဲမေဘာဖြစ်ရမှာလဲကိုနဲ့အဆင့်တန်းမတူတဲ့ဟာတွေနီးစပ်သွားမှာဆိုလို့လေဘာလို့ပြောနေလဲဟဲ့你ဘာလုပ်နေလဲသွားတာမင်းဦးကျောက်ဆောင်သမီးကိုစိတ်ဝင်စားနေရလားဦးကျောက်ဆောင်သမီးဆိုတာပန်းပွင့်ကိုပြောတာဟဲ့မဟုတ်ပါဘူးမေမဟုတ်တာပဲကောင်းတယ်အမေကတော့လေဒီရွာဟာတွေကိုလေဒါအပျော်သဘောနဲ့တော့စိတ်ကူးမြင်စေခြင်းဟုတ်တယ်နေရဒေါ်ရတနာသားဆိုတာနဲ့ခေါင်းညိတ်ဒူးထောက်ကြမယ်ဒီမျိုးရှင်တပုံကြီးပဲမမရဲ့ပိုင်ဆိုင်မှုကြလဲမလောက်ဆရာပဲလေကွာကိုစိတ်နဲ့နိုင်ရင်ရိုင်းတော့တာလူကြီးကိုဘယ်လိုပြောလိုက်တာလဲဒီမှာဥပမာတချို့ကိစ္စတွေရတယ်ကိုနဲ့မဆိုင်ဝင်မပါတော့ကောင်းကျွန်တော်သတိပေးတာမိုင်းနေရီမိုင်းနေရီမလေးမထိတ်တာမလန့်တာရှိလိုက်တာဘာတွေဖြစ်လာတာတော့မိုင်းနေရီကဒီမှာလာပြီးစိန်ကြနေဟလားမိုင်းနေရီတော့ကြံရင်ဖြစ်တော့မယ်ဘာကြံရင်ဖြစ်မှာတော့အော်ကျွန်တော်ကဒီလိုစကားမျိုးတွေဗျာပြောချင်တဲ့ကောင်မျိုးမဟုတ်ဘူးဗျာပြီးတော့ဂျားသုံးကြတဲ့ဝิญญาณမဟုတ်ဘူးမပြောတာပဲကောင်းပါလေဗျာဒီပြောလို့လာမလားပြောစမ်းမှာဘာတွေဖြစ်လာတာတော့ပြောဆိုတော့လေပြောရမှာပေါ့ဗျာ
ဥပေါက်ချိုင်းပေါ့ဥပေါက်ချိုင်း ကိုပေါက်ကြိုင်ဘာဖြစ်လို့လဲကိုပေါက်ကြိုင်နောက်မှာအဝတ်လျှော်နေလေ အော်အဝစ်လျှော်နေဟလားအဝစ်လျှော်နေတာမဟုတ်ဘူးမအသစ်ဖော်နေတာဟုတ်တယ် ဘာတက်ဖော်တာတော့ ဟုတ်တယ်အလန်းစီကကောင်မလေးတယောက်နဲ့တောင်းမြင်မှာချိန်တွေ့နေတာ မဖြစ်နိုင်တာ ဘာလို့မဖြစ်နိုင်ရမှာလဲအဲ့ဒီကောင်မလေးကျွန်တော်သိရဟိုဘက်ရွာတော်တော်လေးလဲတော်တော်လေးချော်တယ်ဗျခက်ငယ်လေးမာကြီးတော့ကြံရင်ဖြစ်တော့မှမြင်အောင်သေးတယ်ဗျကြံရင်ဖြစ်တော့မှာဗျ ဟဲ့ဟုတ်လို့လားဟဲ့မဟုတ်လို့နည်းနည်းငါနဲ့တွေ့မယ် အော်မယုံရင်လိုက်ကြည့်လေအဲ့ဒါလိုက်ကြည့်ကြလား လိုက်ကြည့်မယ်ဟုတ်နည်းနည်းငါ တိုက်လို့လို့ အေးတော့မယ်နော်ဘာမှလဲငါတို့တွေ့ပါလား ရှိပါတယ်ဗျာဟုတ်ပါရောက်ဖတ်ပြီးဖြစ်နေလိုက်ကြကျဲ ကိုပေါက်ကြိုင် လာပြီလေလာ နေကောမနင်တို့ညောင်လုံးငါတတ်မယ် ဦးလေးကျွန်တော်ပြောတဲ့အတိုင်းလုပ်နော်အဲ့ဒါမှဦးလေးအဆင်ပြေပါ ဟဲ့ဘယ်ကောင်လဲရှင်းပါတော့ဟဲ့ဘာလဲရှင်းပါတော့တယ်တော့တော့လေ အဲ့ဒါငါရဲ့အချစ်သစ်လေ ရှင်းပါစကားပြောရှင်းပါစကားပြောဒီအတူတောင်းပါပြီလားဘာကြောင့်ရှင်းတာလဲ လှုပ်စမ်းပါနင်ငါအဲ့ဒါတွေစိတ်ကုန်တာဟမ်ထားရနေဆရာတော့ခေါ်ရင်လာခိုင်းတာလို့မရကြောဘွားငါစိတ်ကုန်နေပြီဟာအခုချစ်လေရလေနင်းတဲ့ငယ်လဲငယ်လဲချောလဲချောတယ်အပြူစုရလဲကောင်းတယ်ငါဘွားသူနဲ့လည်းအဆုံးတတ်တော့မှာ ရှင်တကယ်ပြောဟာလား ဟုတ်တယ် ကျမရှိကိုလိုက်တတ်မှာနော် တတ်ပါတက်လိုက်စမ်းပါဟာရှင်ရဲ့နဲ့သေးနေတာနော်နင်းနှိမ့်စက်မြောက်ငါခံရတာငါစိတ်စင်းရပြီငါမနေချင်တော့ဘူးတော်ပြီဟာ ကိုပေါ့ကျရင်ကျမထားခဲ့တော့မလို့လားကျမရှင်မိပဲနဲ့ကျမမနေနိုင်ပါဘူးနေ့ဒီကလေကိုပေါ့ကျမိပဲနဲ့မနေနိုင်ပါဘူးအမားတွေတော့ကိုခွန်းတော့ဘာမထားခဲ့ပါနဲ့တော့ထားခဲ့ပါနဲ့ နေထိုးရပြေးမှာဆိုတာသိချလား ပြေးမမယ်အဲ့လိုမလုပ်တော့ပါအဲ့ထိုးရလည်းပြေးမမယ်တော့မထားခဲ့ပါနဲ့မထားခဲ့ပါနဲ့စိန်ကြနေရဘူးဟလားဟမ်ကျွန်တော်စိန်နဲ့အနာနဲ့တဲ့သွားပြီနဲ့တူတယ်ဟလား မင်းကလေအခုမှပလင်မော်ထိုင်ရတာတော့ကြာဖောင်းကားစားပင်လို့နန်းသက်အတုပ်ဆုံးစံပြစုဖြစ်သွားပါဦးမယ် ပြေးပါဗျာအခုလိုဘယင်းတစ်ပါးလို့လေမိမ့်ထိုင်နေအောင်တွေ့ရတော့ကျွန်တော်ရင်ထဲမှာဝမ်းတောင်လို့စို့သွားလို့ပါ တိတ်တိမ်လေးဆိုင်မင်းကြီးစုဟုတ်ပါနဲ့စပါ ကိုကျိုင်း ဟေး ဟဲ့မောင်လေးလက်မိုင်ဘယ်တော့ရောက်နေရတော့ ဟောမကြီးကျွန်တော်အခုပဲရောက်တာမကြီးရဲ့ ကဲငါကြောက်ပူလေးကြော်လာတယ်ဝစ်စကီနဲ့တောက်လိုက်ပါအောင်ကိုကျိုင်းမောင်လေးနေရောတောက်အောင်မလား ဟာကျွန်တော်မတောက်တော့ဘူးကျွန်တော်ခဏလေးလှေထွက်ရမှာ ဟလားဟဲကိုကျိုင်းဝစ်စကီကကုန်နေပြီနတိကိုပြောတာမဟုတ်ဘူးဝယ်ထားတာအများကြီးပဲရှိရလှမ်းအောင်လိုက်တာမဟုတ်ယူလာမှာပေါ့ ဒါလေးကုန်မကြည့်စမ်းပါဦးမကြီးဟမ်အရန်ကိုပြောင်းလဲသွားရနော်ဟိုရင်ကျေးလိမ်မှာတင်တန်းနေပါလိမ့်များမကြီးတက်လိုက်တာလား ဘယ်နေရလဲမဟုတ်တာ ဟုတ်ကျွန်တော်ဒီအိမ်ရောက်လို့ရှိရင်လေတနခါသွေးနေတဲ့ဦးချိုင်းခမင်းချက်နေတဲ့ဦးချိုင်းအဝိရှော်မီးကိုတိုက်နေတဲ့ဦးချိုင်းပဲကျွန်တော်တွေ့ခဲ့ရတာအခုလိုမြင်လိုက်ရတော့လေဟိုကျွန်တော်မျက်လုံးတော့ကျွန်တော်မယုံနိုင်ဘူးဖြစ်သွားတယ် အမားတို့တော့မင်းမကောင်းမင်းမမြတ်တွေကတေးတဲ့ခါကြလို့ရှိရင်နှက်ပြည်ရောက်တယ်တဲ့မောင်လေးရရှင်းလား ရှင်းပါတယ်ဗျာရှင်းပါတယ်အခုလိုကြားရမြင်ရတာဝမ်းလဲဝမ်းသာလုံးပါတယ်အမားတို့လင်မယားကိုကြည့်ပြီးတော့လေဟိုကျွန်တော်တော့မှမိမယူခြင်းတဲ့ဒီဂရီတောင်တဖြည်းဖြည်းတိုးလာတယ်လို့ ရမယ်ငါကောင်ရေအခုလိုပီတီဝေဖျားနေတယ်တီတီကေခါစံပြလင်မယားကိုတွေ့မှာတော့မင်းဒီလိုပဲဖျက်ရတော့မှာပေါ့ငါကောင်ရေ ကြီးကျယ်တွေပြောနေပါလား ကိုကျိုင်းငါဘာလို့မဖွင့်တာလဲကိုကျိုင်းပူမှာပေါ့ ။အော်နေဒီလေးရယ်အခုလိုလျှက်စစ်စိန်ခံပစ္စည်းတွေကိုမသုံးညင်ပါဘူး။နေဒီလေးကိုယ်တိုင်ခန့်ပေးတဲ့လေးအေးလေးကိုခန်းစားခြင်းတာ ကိုကျိုင်းကလည်းအစိုးရမပြောခဏဆောင် ။တွေ့ရနော်။တွေ့ရနော်။ဟုတ်တယ်။ညချန်လေးလောင်းမှာ အော် စချိုးရ တက်ခံပြောနေနေစချိုးရဘာကြီးလဲဆက်ပြရမှာပေါ့ အဲ့ကြောင့်ခင်ဗျားတော့မဟုတ်တော့ဘူးဗျာနော်အဲ့ကြောင့်ခင်ဗျားတော့နှစ်ယောက်တယောက်ဖြစ်သွားပြီနော်နည်းတော့များသွားပြီကျုပ်ကလူပြိုလေးပါဗျာကျွန်တော်လည်းနေပါအားနာကြပါဦးနော်အခုချက်ချင်းမိမကောက်ယူရလဲကျွန်တော်မှရီးသားအောင်ရှိတာမဟုတ်ဘူး အမလေးပန်းမွှင်းရှိရလေမသိဘူးများမှတ်နေ တော်ပါမရအဲ့ဒီပန်းမွှင်းရလေအဝေးရပြဒုံးနဲ့ခောက်ပါ ။ဘာကြီးကိုဝေးရပြိုက်ဘာကိုဒုံးနဲ့ခောက်လိုက်တာ ကဲပါဗျာအဲ့ကိစ္စတွေရှင်းမနေနဲ့ရှင်းပိုရှုပ်တယ်နော်အဲ့တိုင်းလေးပဲမှတ်ထားလိုက် ။မိမအဝေးရပြဒုံးနဲ့ခောက်တယ်သိလား မသိဘူးလေဘာကိုပြရဘာကိုဒုံးနဲ့ခောက်တာတော့ ။ဟာလည်းကပါဒီကောင်ပေါက်ပန်းစီရှောက်ပြောနေတာဖြစ်မှာ
ဘာမှဖြစ်ရှိတဲ့ကောင်မဟုတ်ဘူးတမ်းမွေးနဲ့ဒီလောက်ချိန်လုံးနေနေကကရှိနေတာတော့မှမစွန်ပါဘူးဒီကောင်ကောက်ရိုးပုံဆောင်နဲ့အာဦးအာဦးကျွန်တော်စော်ကားတယ်ဗောလားဟမ်ဟုတ်ချစ်လို့စားလေကျွန်တော်ချစ်လို့စားရင်ဦးလေးဒုက္ခရောက်သွားမယ်နော်ဒီလိုက်ငါတို့ဒါလေးစိတ်ဆိုးစရာလားအဲ့လိုပဲပြောဒီပါကဲပါကျွန်တော်လှုပ်ရှိသေးတယ်မိုင်းကျွန်တော်သွားလာဦးအေးမောင်လေးအေးကောက်ရိုးပုံလားတို့ပြောနေကြရချင်းမဟိုနေ့ဆိုင်ငယ်ဘောကလေအဲ့ဒါအေးမောင်လေးအကိစ္စကိုအမသိလို့အခုလိုပြောင်းလဲသွားတာဒီတိုင်းလေးကောင်းပါလေဒီတိုင်းလေးကောင်းပါလေငါတွေ့ရနော်တတိထားနော်ကြာတတိထားမင်းလေးပြန်ဝင်လာနေကြလို့ရှိရင်ပန်းမွန်းတို့ဆိုင်မှာခောက်ဆွဲကြောအဝဝဲချင်းမဖားနဲ့နော်တတိထားအေးပါအဲ့တော့အေးချလာပြီကွာကိုကြရင်ဒါလေးကောင်းအောင်တောက်လိုက်ပါဦးပြီးရင်နင်းပေးမယ်နော်နင်းပေးဦးမလားဘာမီဘူးအမေမကြမ်းမဆိုလို့အော်ခေါ်လာတာဒီရလေးပြဒိတ်မယ်ဆိုရကြီးပဲပြေးရတာမောတာမေယာတောက်ရီလေးတစ်ခါတော့တိုက်ပါလားမောရင်သိလိုက်မတိုက်ဘူးငါမှတော့ဘသူနဲ့ဘာဖြစ်ကြလဲလို့စိတ်တွေပူလိုက်ရတာခါတည်းဟုတ်အမေကလည်းတာချစ်လို့စတာပါအမေရဲ့မင်းကိုပြောလိုက်အိုက်တိုင်းပဲငါသားမင်းလည်းငယ်တော့တာမဟုတ်ဘူးတီတီငင်ငင်လေးနဲ့အိမ်တော်ပြဖို့စဉ်းစားပါလားတာကြီးဟိုအမေကလည်းဗျာဘယ်ရထားစီဒီဘူတိုင်းစိုက်နေတော့တာပဲစိုက်ရမှာပေါ့မင်းပြောတော့လေစိုးမျောတဲ့ပွဲညကြလို့ရှိရင်အမေချွေးမလေးကိုလက်ဆွဲအိမ်ခေါ်လာမယ်ဆိုဟာပြီးတော့ဖိုးကြော်ရွဆွဲယူခေါ်လာတယ်မင်းတို့ဖိုးကြော်နေကြိုက်နေတာဘယ်လဲကြက်ရမှာလဲအမေကအဲ့ဒီနေ့ကလည်းအဲ့ကောင်နောက်ဆက်လို့နော်မဟုတ်လို့ကတော့လေတာပန်းပွင့်ကိုရည်ရစကအတီပြောမှာမင်းတီပြောလဲ तू ကလက်ခံမှာမဟုတ်ဘူးမင်းအဲ့လိုပေါ်တော့နေလို့ရှိရင်မင်းတို့ဘယ် main ခရရမှာကြိုက်မှာမဟုတ်ဘူးဒီမှာမေဒီနေ့ကစပြီးတော့အဲ့ဒီမိန်းမယူဖို့ကိစ္စတစ်ခုတည်းပဲလုံးလာဝရိယရေးထားပြီးတော့တာလှုပ်တော့မှာနော်တာအဲ့ကိစ္စတစ်ခုတည်းပဲဇောက်ချပြီးလှုပ်တော့မှာအမေရဲ့မယုံရေးချမယုံရေးချမယုံဒုက္ခပဲလူတွေရလဲကွာဒီနေ့ကျွန်တော်ပန်းပွင့်ပြောပါမယ်ဆိုတော့မများတယ်ဒီကမှအလူလိုကြနေရပဲအေးနော်ဟာရောက်ဒါအလူအိမ်မဲလေကွာဟောဒါအလူနေမဟုတ်သေးဘူးလေကွာဒီနေ့အချက်ပြုတ်နေပဲရှိသေးစီစက်မောင်မလူတွေကလည်းများတယ်အဲ့တော်ဖြစ်နေလားဖြစ်လို့မရဘူးပေါ့နော်ပန်းပွင့်ကိုကြောင်လဲကောင်နေအများကြီးငါဥမဖြစ်မယ်မဟုတ်ငါကြံခဲ့မှာအေးအဲ့ဒါတော့ဟုတ်တယ်ကွာမင်းကကွာလက်တဲ့ချိန်တော့ရှိမှာအချိန်ခါလေးတော့စောင့်လို့ကွာနော်ပြီပါတေးတော့အများကြီးချာတော့ငါလည်းတော့ငါတို့ကော်ဖီလေးမှတိုးလိုက်တော့ကြိုက်မှာပေါ့မာကြီးရဲ့လှုပ်ထားအောင်နော်ဟေ့ရအဲ့ဒါမင်းတို့ခွင်ပဲငါတို့ခွင်ရေးပဲငါတော့ပြောတယ်ဟုတ်အောင်ပြင်းပါစေရမေမိတဲ့ကြောက်မင်းရင်နှွေးထပ်ပြမင်းရတယ်ဗျာဒီချိန်ကြမှာတခါလေရင်နှွေးမတောက်ဝဲနေပါလားလို့မပြေဘူးများဟောဟဲ့ဗျာပဲလေဒီလိုတော့ထဲမလို့လေယူတို့တယ်လားဒီဘက်မှာလေဟိုသိတယ်ဒီနေ့နဲ့ဝိုက်သွားမလို့အမေရတယ်ဗျာပန်းမွေငါနေကိုပြောစရာရှိလို့ဟာဟောပြောစရာရှိလဲနောက်မှပြောစမ်းမှာငါကော်ဖီသွားဖြော်ပေးရအောင်မယ်နင်လည်းရင်တွေးသွားထည့်ရမှာမလားသွားထည့်လीသွားအေးပါအားလေကွာအဲ့ချစ်တယ်ဆိုတော့ဘလို့ပြောလို့ပြောအောင်မဟုတ်မသိဘူးအော်ချစ်တာကိုချစ်တယ်လို့ပြောလိုက်ပေါ့အယူရဲ့ဒါလည်းတော့နားမလဲဘူးလားသူကတမျိုးဟုတ်တော့ဟုတ်သားပဲချစ်တာကိုချစ်တယ်လို့ရိုးရိုးလေးပြောလိုက်ပြီးနေလို့စားဟုတ်တယ်ငါအဲ့လိုပြောပန်းပွင့်နေပါဦးငါဟိုငါခုနပြောချင်တဲ့စကားလေးပြောလို့ရပြီလားဘာပြောမလို့လဲဒီလိုကဟိုနင့်ငါဒီလိုကလည်းပြောနေတာဆိုမထွက်တော့ဘူးတစ်ချက်ချင်းနဲ့နေဘာဖြစ်နေတာလဲဟိုအေးပါပြောရမယ်ဟိုချစ်လို့လက်ပိုင်
ဒီလောက်ထိအလုံးရှုံနေတာကိုနင်ကငါ့ကိုချစ်လို့စတာပါလို့ပြောချင်သေးလို့ မဟုတ်ပါဘူးဟာဟိုငါနဲ့ဟို အေးနေမိုင်အတော်ဆရာတော်ကြောင့်မဦးတွေခေါ်ရသွားတယ်မလားလိုက်ခဲ့အောင် โอเคခဏလေးပေါ့ကျွန်တော်ပြောစရာလေးရှိလို့ပါ မင်းပြီးကလုံးနေလားအချိန်မရှိတော့ဘူးဟာ ကဲသွားစမ်းပါသွားလိုက်သွား ဦးလေးရာ သွားပါ အေးလုံးဟုတ်လားတော့ပဲ မြောက်သိလားဟဲ့ငါဘာလေးချင်းနေရောကောင်းရဲ့လား တော့မတော်လေးရသိသိနာမှာရှင်နေတော့သိမကောင်းဘူးဗျာ ဟေး အလောတစ်ချင်းနဲ့ဘာဖြစ်လာကြရလဲ နင်းပိုင်လေးလှေစိတ်မှာဒိုင်ယာရင်းနဲ့လဲနေလို့တဲ့ အော်ဟာရလားဒေါ်လေးရဒေါ်လေးသားရောင်းရတာမဟုတ်ဘူးနော် ဟောဒီရေးထဲမှာမယုံဘူးဖြစ်နေတယ်ဟာငါတို့မျက်စိနဲ့လည်းတွေ့ခဲ့တာ လာလာဘလို့ဖြစ်နေတာလဲ အိုးရွာကိုလူသိန်းတွေကမီးရှို့ပြီးဓမြတိုက်မျိုးတိုင်မိနေတာဒီကောင်ကြောက်တော့ဒီကောင်ဝိုင်းလုံးကြတာဗျာတော်သေးတယ်ဗျာကျွန်တော်လည်းဥပုပ်ကျန်းရောက်တော့ဒီကောင်ထွက်ပြေးသွားတာ အမေကတတိုင်လာတိုင်ဟဲ့ငါတော့ဆေးဘောလောက်ကြပါဦးဆေးဘောလောက်ကြပါဦးတွေ့ရစိတ်နေပါလား လက်ကြီးပေါက်သွားတယ်တူတယ် ဘာလဲကြပါတော့ ဟုတ်လေအနီရောယူခိုင်းတာလေဟမ်တွေ့နေဆိုတော့မင်းမြင်ဘူးလို့လားယူကြီးရဲ့မသိဘူးလေကွာကားလေးအချောင်းမပေးရယူလာတာပေါ့ကွာဒီကစားတဲ့ရောက်မှအယောင်ပြောင်းမယ်ထင်တာပေါ့မင်းကလည်းဗျာပတ်ဝန်းကျင်နဲ့ခေါ်ခဲ့ပါဘာလို့အမေပဲခေါ်လာတော့ဟမ် မင်းအဲ့လိုလုံပေါင်းနဲ့ပတ်မွန်ရှုံးမမဟုတ်လေအဲ့ကြောင့်မင်းမေကိုခုလုံးလောက်ရတာပေါ့ကွာ နင်တို့တွေကတစ်ချက်တည်းညံနေတယ်ပေါ့ဟုတ်လား လက်ပါနင်တော်တော်လိုနေပြီနော်အမှတော့နင်ကိုစိတ်ပူစားအောင်ဖြစ်ထားခဲ့ရတာ ဒီကလည်းချစ်လို့စားတာပါကွာတွေးရမှာလေဆိုကောင်မအနီအောင်နေမထွက်ပဲအစိမ်းအောင်နေထွက်တယ်ဆိုမှတော့ငါလုံးသမျှအားလုံးသွားပြီပေါ့ကွာ ဟဲတွေးရဘာလို့အန်ရတာတော့ ဒီလိုဟေးဒီလိုပန်းပွင့်လေးသူ့တနာလောင်ဓာတ်ထိုးခံရလို့တွေးတအံပါတယ်ဆိုပြီးလိမ့်တာတွေးရအနီမအံပဲအစိမ်းအံမှာတော့သွားပြီပေါ့ဟာ သွေးစိမ့်ချစ်ရှင်အန်တယ်ဆိုတာဒါမျိုးပေါ့ ဟုတ်ပါဟေးဟုတ်ပါအဲ့ဒါမျိုးဖြစ်တာဟဲ့ မင်းကဘာဖြစ်သွားတာ ရောင်သွားတာသူ့ကြည့်ပြီးရောင်သွားတာပါကွာ မလေးရှင်ကလည်းအစားနောက်တော်တော်တန်တယ်နော်ဒါနဲ့ကျမရှိကငှားသွားတယ်ဟိုတနေ့ကခေါင်းဝင်နဲ့စပင်တူးနဲ့ရောဘာလို့ဖို့လဲအဲ့ဒါစားနောက်ဖို့ပဲလား မဟုတ်ပါဘူးဟာအဲ့ဒါတကယ်အကူညီလိုတဲ့လူအတွက်လေငါအတီးတန်းတန်းလေကူညီပေးလိုက်တာပါဟာ အဲ့ဒါဆိုကန်တူးရှင်ရော ကန်တို့ရှင်ကဥပေါက်ကြိုင်းပေါ့ငကားနိုင်ပြီးမယားမနိုင်တဲ့မရေယောက်ကြီးကိုကယ်မတော့မူလိုက်တာဟေး ဩအဲ့ဒါကြောင့်သူ့မာယာကလို့ခေါ်ကြတာ哦 ဟုတ်တယ်ဥပေါက်ကြိုင်းကမယားငယ်ငယ်လေးယူပြီးသူ့ကိုပြထားမှဆိုလို့အခုဆိုရင်လေဥပေါက်ကြိုင်းဘာမှမခိုင်းရတော့ဘူး ဟုတ်တယ်တောက်တခင်လင်းအိုဖျားဆိုပြီးတော့အပီကိုပြုစုနေတာနော်အရက်ဆိုရက်ကြက်ဆိုကြက်ပဲသူတို့လင်မြန်းညကိုကြည့်ရလေဟိုကြတော့ငါတော့မနာလို့ခြင်းလို့ဖြစ်လာတယ်စိတ်တိန်စိတ်တိန်စိတ်တိန်မိုင်းဒီ ညင်ကြီးရှင် ခင်ဗျာ နင်တို့တွေပါမင်းငါ့ကိုလောက်ကြံကြတယ်ပေါ့ဟာလားတော့ပေါက်ကြည့်ခင်ဗျာဒီနေ့ကစားပြီးရှင်ဘဝအရင်ပေါင်မဲ့အတိုင်းပြည့်ပြီးတာမဲ့အဲ့လိုက်ခဲ့တာရှင်လည်းကျမနဲ့တွေ့မယ် အဲ့ကြောင့်လိုက်ခဲ့ကြပါဦးကွာ ရှင်မတွေ့ရခေါ်နေတယ်လက်ပြီး ဟုတ်နေ သွားပြီငါကူညီခဲ့တယ်အကုန်လုံးအလက်ကားဖြစ်ပြီပြောင်းဟေးဥပေါက်ကျိုင်းတော့လေအရင်ဘောက तू ပြန်ရောက်ပြီကွာသွားပြီ ငါ့ကိုအချိန်နေတယ်လို့ထပ်ဆောက်ပါကွာငါအခုတော်တော်လေးကိုကြက်နေလို့ပါခုတော့9တိုင်မှလည်းငါလည်းငါချင်းမဟုတ်တော့ဆိုတာမင်းလည်းသိတာပဲပြီးတော့မမငါဘောလည်းယုံကြည်မှုရှိတော့ဒီကြားတဲ့သူ့သားနေရတမျိုးကွာငါတော်တော်လေးအာယုံနောက်နေတာ ဖေအောင်အဲ့ဒါမိကိစ္စပဲလေလောင်းလာလောက်တယ်ဆိုတာနိုင်ရင်စားရှုံးရင်ရောပဲဟေးမင်းနိုင်တော့ပြုံးပြုံးလေးယူရတယ်နော်အဲ့ဒီတော့မင်းကငါလက်ငယ်ရှင်းပေးလိုက်တယ်ဟေးအခုမင်းရှုံးလို့ကြွေးမှတ်ထားပါဆိုလဲငါလက်ခံပေးခဲ့တာမင်းကိုယုံကြည်လို့အခုတော့မင်းကဂရီးတွေဖြတ်တယ်ငါတိတ်ဆိတ်မရှိချင်တော့ရအောင် အဲ့အာစီကိုပေးရမယ်ငွေမောက်ကတော်တော်များနေပြီအရှင်းရှင်းပြောပြမယ်ဒီဘယ်နေ့နောက်ဆုံးထားပြီးပေးမှာ ဟုတ်နောက်တစ်လားနောက်တော့ထပ်ဆောက်ပြီးပါအကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်နော် ရှုပ်တယ်ကွာမင်းကငါတလားချိန်ပေးမယ်ငါနောက်ဆုံးမယ်နော်ငါနဲ့တော့ဇာတ်လာမရှုပ်ဘူးရှားကြီးပါအောင်လဲဆိုမသိဘူးမင်းရဲ့အကြည့်ကိုမကြိုက်မင်းငါ့ကိုမျိုးကြီးတော့လွယ်လွယ်နဲ့ဆက်ဖြောက်ဖို့တော့စဉ်းစားတစ်မျိုးလုံးပြကြအောင်
ပြေးပါကွာငါစကားတီးကြမယ်လို့ငါခရီးပြေးပါတယ်အေးလော်လန်နဲ့ခရီးပြေးပြီးခြေရဖြောက်သွားဖို့လည်းမစင်စားနဲ့နော်ကြားရဲ့အကြောင်းသားတွေကနေရာနှံ့မှရှိတယ်တလားနော်အောင်ပလေးပီတီဝေပြာပီတီကြီးဟာစံပြလင်မယားမလေးအိမ်နဲ့ကြီးဘုံအောင်လာကြည့်ပါအောင်လပိုင်းရေခွေးဦးကောင်းသားတမွတ်တဲ့ဆိုဒါမျိုးပြောတာနေမှာဟာဘယ်လိုနေနေရလဲစိတ်မပါဘူးလားမလေးပါတယ်စိတ်ကတအားကိုပါတယ်ဇွတ်ပါတယ်စိတ်ကစိတ်မှန်သိချာနေလေအေးနေအပူထောက်ပေးအောင်ဟောအပူလည်းတော့ဦးမလားစိတ်ကဘာမှမဟုတ်နဲ့အပူကိုဖြာကနေထွက်သွားသေးရမလေးသိချာနေခင်းနေလို့နော်ဒါဝကျွေးပဲချီအတွက်ဟိုရှင်သမီးကိုပေါ့ကျင်းစိတ်ကြနေတယ်ဗောလားဒီလိုပဲဟောလာပြီကွာမင်းနဲ့နေမင်းနေစိတ်ကြမလားကွာတင်နာကောင်းလေးဘာလာရှုပ်ပြန်ပြီနင်းမျက်နှာကိုမြင်ရတာငါဥရတောင်ရတယ်ကျွန်တော်ကဥပုပ်ကျင်းကိုတနာလို့ကူညီလိုက်တာပါဟိုအခုလေလေဟိုမိုင်းနဲ့ဒီကကျွန်တော်စိတ်ဆိုးနေတယ်ဆိုလို့အဲ့ဒါကြော့ပြီးတော့တောင်းပန်ဖို့အတွက်လာခဲ့တာပါဒီပေါ့လေကြော့ပြီးတော့တောင်းပန်မယ်ဆိုတော့လေခွင့်လို့ရမှာပေါ့ဦးလေးပေါက်ကျင်းနဲ့မိုင်းတို့ပေါ်မှာကျွန်တော်လွန်ကျူးစားခဲ့မိတာတွေအတွက်လေကျွန်တော်ခွင့်လို့ပေးပါဗျာနော်ကာယကံဝစီကံမနောကံနဲ့ပြင်မမင်းကြီးရလေးရှိနေကျွန်တော်ခွင့်လို့ပေးဦးနော်အေးခွင့်လို့ပါတယ်ကွာတာဒုကဲငါတို့ကဲလင်းပိုင်မင်းလည်းငါကြုံလုံးဆုံးမအောင်မယ်ကွာဟုတ်ကဲ့မင်းစတာနောက်တာကြီးစဲတာတွေရှော့တော့ငါကောင်ရဲ့နော်အကြည်စားတန်ကရံများဤတဲ့ဘာမှမနေနဲ့မင်းအဲ့မှာကျွန်တော်လည်းဆင်ញင်ပါမယ်အခုကလည်းအိမ်အောင်ပြုတ်ဖို့အတွက်ကျွန်တော်စဉ်းစားနေပြီဆိုတော့နောက်ကိုတင်တက်နေမယ်နေပါတော့မယ်ဗျာကောင်းတယ်အဲ့ဒါအကောင်းဆုံးပဲငါတို့စိတ်ချမ်းသာတယ်ကွာလို့ကြားတာဟုတ်အဲ့ဒါကျွန်တော်ခွင့်ပြုနော်ဟာရောမဟုတ်ကဘာလို့ပြန်ယူလာတော့ငေါ့တော့မဟုတ်လားမဟုတ်ပါဘူးအမေတို့ဘာဖြစ်လို့ဒီမှာချတာတော့ဟောလေးလို့လေဒီကောင်ကလေးမကူလေးမငါသုံးပါထားတာကွာဒီကောင်ဦးရမှာလှုပ်ချိန်မှာစိန်ကြနေပါမမတို့ပါလားဘလို့ဖြစ်တာလဲကျမဖုန်းဆက်တော့လေရှင်ကဖုန်းပိတ်ထားတယ်အလက်ကောင်နဲ့ခေါ်ခိုင်းတော့လေရှင်ပေါ်မလာဘူးရှင်ကျမအလုပ်ကိုစိတ်ဝင်စားသေးရဲ့လားစိတ်ဝင်စားပါတယ်ဟိုမမနဲ့ပတ်သက်တာတွေအားလုံးကျွန်တော်စိတ်ဝင်စားဦးရမှာခမရစကားအပြောဆိုလို့နည်းနည်းလေးစင်ကြင်ကောင်းပါဒေါ်ရနာမွေးထားတဲ့သားမူဂျူကြောင်းသားရွယ်မဟုတ်တော့ငါတို့ကလည်းကွာဦးကရိုးရိုးသားပြောတာပါဟိုမကျွန်တော်ကိုခေါ်ခိုင်းတယ်ဆိုတော့မကျွန်တော်ဘာခိုင်းတယ်ဟင်ခိုင်းရရှိလို့မဟုတ်ဘူးရှင်းစရာရှိလို့ဟုတ်တယ်ရှင်ပြီးခဲ့လားလာကျုပ်စင်းကိုလေကျမကိုရှင်လာမအပ်ဘူးကျမအသက်ဝယ်ထားတဲ့ဆက်လေးကိုရှင်ပေါင်ထားတယ်ဆိုမဟုတ်တာမမလည်းမမဘူးပြောကျွန်တော်ပြောသူပြောရမှာလေဆက်လေအပေါင်ခံထားတဲ့လူကခမရအတိုးမတတ်နိုင်လို့တဲ့ကျုပ်တို့လာပြောတာဗျခမရဗျအမေဘလောက်တော့တိတ်ခါကြမသိမယ်အမေအဲ့ဆက်လေကိုပေါင်ခိုင်းလို့ဖြစ်မှာအော်မင်းတွေလို့မမရဲ့ဟိုမြေကိုလေးတစ်ခွက်တန်တန်နဲ့လေခဏတစ်ပြုတ်ဆွဲထားခြင်းနဲ့ငွေလှည့်လိုက်တာပါမမတို့တိုင်နေလဲမမအာယုံနောက်နေမှာဆိုလို့ပါအဲ့ဒီမြေကွက်ကလည်းမမတို့အတွက်ပါပဲအခုရောင်းတော့အရမ်းမြင့်နေပြီတော့မမကိုကမှရှင်အဲ့လိုလုပ်ပေါင်းအရမ်းများနေပြီနော်ကျမအလုပ်အတွက်ယုံကြည်အားကိုးထားရတာကိုရှင်ကအခွင့်ကောင်းယူတယ်ကျမဆက်ပြီးတော့တီးမခံနိုင်တော့ဘူးအခုရှင်းရမယ့်ကိစ္စတွေအကုန်လုံးရှင်ကျမနဲ့အမြန်ဆုံးလာရှင်းပါပြီးကျမလုပ်တော့ရှင်မလို့တော့မမကျွန်တော်လှုပ်ထုတ်လိုက်တာပေါ့ဟုတ်တယ်ဒီနေ့ကစပြီးတော့အမေလုပ်ငန်းအားလုံးကျုပ်ဦးစီးပြီးလုပ်တော့ခမရမလှူတော့ခမရပေါင်လာတဲ့ဆက်လေးကိုအမြန်ဆုံးပြန်ရွေးပြီဟဲ့ပန်းပွင့်ကြောက်မော်တော့ပဲသွားသေးကြတယ်နော်သိကြပါတယ်ကွာမနေ့ကငါတွေ့လိုက်တယ်ငါကဘယ်သွားမှလဲလို့မေးလိုက်တော့ကြောက်မော်ရသွားမလို့တဲ့မင်းတရားပဲစောင့်သူပြန်လာမှာအေးပါဟာဟိုမလာပြီလားဟိုလာပြီဆိုပြီးမင်းဘယ်သွားမလို့လဲအေးမင်းငါသွားမှာလေမင်းပုံငါပုံနေသိကြအောင်အပိုင်ပြောနော်အပိုင်ပြောအေးပါချက်စမနင်ကအဲ့လိုခေါ်ပြန်ပြီလားနင်ကလေငါချစ်လို့စတာပါပန်းပွင့်ဟိုနင်ကြောက်မော်ရပဲသွားတယ်ဆိုဟုတ်တယ်လေဘာသွားလို့လဲအကျွေးတော့တောင်းတာပေါ့ဟုတ်ငါလေဟိုနင့်ကိုပြောကြလေးရှိလို့ကအဲ့ဒီစကားကိုပြောဖို့အတွက်လေငါမနေ့ကိုတက်တိမွေးခဲ့ရတာ
ဘာလဲနင်ကဆရာပတ်စံချီးမလို့လားဘယ်ကပတ်စံချီးရမှာလဲဟာနင်ရတယ်ဒီလိုကနင့်ကချစ်တယ်ဟာနင့်ကအရန်ချစ်တယ်လို့နင်ဘွားတစ်ခုလုံးလေကောက်ွယ်ဆောင်ချက်ဖို့အတွက်ငါ့ကိုခွင့်ရင်းလေးပြပါဟာငါ့ကိုပြန်ချစ်ပါဟာငါ့ကိုပြန်ချစ်ပါနင်ဘလို့ဖြစ်တာလဲထထားမှာမထောက်ဘူးဟာနင်ငါ့ကိုချစ်တယ်လို့မပြောမချင်းငါမထောက်ဘူးဟုတ်ပြီလားနင်တကယ်ပြောနေရလားချက်စုမရဲ့နင်ချက်ကလေးဆိုပြီးတော့ခေါင်းဝင်လေးနဲ့လေတောင်မြမအဲ့လိုလေးရှောက်ပြေးနေတဲ့အချိန်ကတည်းကနင့်ကချစ်ခဲ့တာပါဟာအေးလေနင်ချစ်တယ်ဆိုတော့လေချစ်တယ်ပေါ့အဲ့ဒါဘာပြောရလဲနင်ကအဖြစ်ပြန်ပေးတာလားဟုတ်တယ်လေဟာလွယ်လိုက်လားအဲ့လိုလွယ်မှန်းသိလို့ရှိရင်ငါအစိုးရတဲ့ရီးသားစကားပြောပါတယ်ဟာဒီတော်လွယ်တာပဲဟောချစ်ဖို့ကောင်းတယ်လို့နင်ကတကယ်ချစ်တယ်ဆိုရင်တော့မိသားဖသားပြီးတော့လာတောင်းပေါ့တောင်းမှာပေါ့ဟာလူကြီးမိဘစုံရံနဲ့ကိုလာတောင်းမှာဟုတ်ပြီလားဟုတ်ဒါနဲ့ငါဘယ်တော့လာတောင်းအောင်မှာမနှက်ဖန်ဥပုံနေဆိုင်ပိတ်တယ်ဆိုတော့အိမ်မှာလာတောင်းလေမနှက်ပြန်နေတော်အချိန်ယူလိုက်တာပဲဟမ်ဒါပေမဲ့ကောင်းပါလေပြီးရောမနှက်ပြန်လာတောင်းမယ်နော်ဟုတ်ပြီလားသွားရမယ်အေးနင်ဘယ်လိုက်လားနင်းနဲ့ငါနဲ့ချစ်သူတွေဖြစ်သွားပြီဟာအတူပြန်အောင်လीနော်မပြတ်ညမအောင်ငါခုရှက်နေတယ်ဒါရှက်နေရလားအေးပါရှက်တင်ပါလေရှက်အားမလားနဲ့နော်အမေနော်အဲ့ကြောင့်ကျုပ်ကိုအထင်မသေးပါနဲ့လို့ပြောတာမနှက်ပြန်ကြရင်အမေလိုက်တောင်းပေးဖို့ဆိုပြင်သားပြီတော့မောင်လေးမင်းဒုက္ခရှာလို့ကွာဦးလေးကဒီလိုအကောင်းစားတွေမဝတ်တတ်ပါဘူးဝတ်ရမယ့်နေရာလည်းမရှိဘူးလေကွာမင်းဟာပြောင်းနဲ့ဆိုတော့တန်ဖိုးကလည်းကြီးမှာမောင်လေးရဲ့သိတဲ့အတိုင်းပဲလေဦးလေးကအိမ်နဲ့ဆိုင်နဲ့အိမ်ရှက်ဟဲပြုတ်ဟဲနဲ့ဒါပဲလုံးချလဲနေတာလေဒါတွေဝတ်ရမယ့်နေရာမရှိဘူးကွပြန်ယူသွားလိုက်နော်သားဦးလေးကျွန်တော်ပေးရလက်ဆောင်လေးတော့လက်ခံပေးပါဗျဘာဖြစ်ပွဲလန်းသပင်ပါညာတော့လဲဒါလေးပို့လို့ရတာပေါ့ဟုတ်ပါတယ်အဖေရဲ့ကိုနေရဲ့စေတနာနဲ့ယူလာပေးတာပဲလက်ခံလိုက်ပါဟုတ်ပါပြီဗျာကျေးဇူးတင်ပါတယ်နော်ဒါနဲ့မောင်လေးရဲ့မင်းတခါတော့ဦးလေးကိုပြောဥပါတယ်ဗါတဲ့မွေးပလဲလုပ်ငန်းအဲ့လုပ်ငန်းမင်းတို့မစသေးဘူးလားမေကတော့ကော်တောင်းသွားခိုင်းနေဘူးအေးပေါ့ဒါပေမဲ့ကျွန်တော်မသွားနိုင်ဘူးဖြစ်ဒီလိုပါပဲကွာလုပ်ငန်းတွေများတဲ့လူဆိုတာတော့အချိန်ပေးရတယ်ဟေးအဲ့ဒီအချိန်လေးထဲမှာပဲအလုပ်လုပ်ရတာဆိုတော့ဘယ်အားနိုင်မှာမလဲသွားဖို့လာဖို့မလွယ်ဘူးလေဆင်လေးကလှတယ်ကွာကိုမလည်းအုပ်စုလိုက်ဗျာဟာဒါမျိုးတွေနဲ့ပဲပြောင်းနဲ့ကောင်းလို့ဒီမိုင်တော့သားမင်းမလားတော့ဘွဲဒီရွက်လို့ဗျာလူစုံတက်စုံဘယ်သွားရမလဲမသိဘူးဒုက္ခပါပဲသူကလည်းတကယ်လာတယ်တော့ဦးလေးသားမင်းတို့ရတော့ဘွဲဒီပါရွက်ဘယ်အလူသွားကြမလို့တော့အလူသွားလို့မဟုတ်ဘူးလေမိမလာတောင်းတာဗျာမင်းမတောင်းတော့မှာဘသူသမီးတို့ဦးလေးသမီးလေဟာသမီးဟဲ့အမင်းဘာတွေလုပ်လာတာဟမ်ပန်းဝေနေဦးလေးကိုဘာမှရှင်းပြထားဘူးလားဘာမှမပြောထားဘူးလားနင်တကယ်လာမယ်လို့မထင်လို့ငါလည်းမပြောထားဘူးပေါ့ဟဲ့ပေါင်းလေးတကယ်မလားပါလေဟမ်နင်းမနေ့ကပြောတယ်လေဒီနေ့ကဦးဟုတ်နေတဲ့စိုင်ပိတ်တယ်လာတောင်းပါဆိုငါလာတောင်းတာလေဟာနင်းကလေဟုတ်လားသမီးနင်ဟုတ်တယ်ဖေဟုတ်တယ်ဆိုရပြီဒါဒီကအစင်ပြေပြီအထမြောက်ပြီဟုတ်တယ်အစင်ပြေထားမြောက်ပါလေဒီမှာအုံထိန်လူတွေကွာငါပန်းမွေးရဖေမင်းတို့ငါ့တော့ကြိုပြောမှာပေါ့ကွာဘယ်နဲ့သမီးနင်သူ့ကိုကြိုက်လားမကြိုက်ပါဘူးဖေသမီးလည်းသူ့လိုပေါ့ချစ်လို့စားလိုက်တာပါဘာချစ်လို့စားလဲနင်စကားကိုအဲ့လိုဗျမ်းမလားမပြောနဲ့နော်နင်ကလာတောင်းမှာဆိုဒီမှာအုံပွဲငါပြောပွဲနဲ့ငါလူကြီးစုံနဲ့လာတောင်းတာနေဟာနင်ကလေမသိဘူးလေနင်ကလူတွေကိုဘယ်တော့စကားအတီပြောဘူးလို့လဲအဲ့ဒါဒီကအတီဟာဒီအတီလို့တတ်မှတ်လိုက်နော်နင်အတီပြောလဲငါမယုံဘူးနင်ဟာတော့ပြောတော့နင်ဟာဘယ်သူမှအတီမယုံဘူးပြောတော့အတီလေ तू ကလာတောင်းမှာဆိုလာတောင်းတာလေဒီမှာကိုလုံးငါကြော်ပွဲနဲ့တိုက်ပတ်နေပြီငါအခုဘာလို့မှလဲပြောဒီလိုပါကလေးကြော်ပွဲလေးအားနာဖို့ကောင်းတော့ကွာနီးစားရတယောက်ကိုဝင်တောင်းလိုက်ကြမှာအဲ့လိုလုံးရပါလားပါလားကောမလို့ပါဗျာဒီကျွန်တော်စားခံပေးလို့ဘယ်လိုလုပ်ကြမလဲနင်ကရှက်ခွာရပြီဟုတ်တယ်နော်အလာကနေရှက်ခွာတော့မခံနိုင်ဘူးမရဘူးပါလားနင်ကတော့ထားလိုက်ခဲ့ရောလေလေးတော့ဝါချစ်လို့စားတာဆိုရင်ပြဿနာမရှိဘူးမယ်
ချစ်လို့မှားတာမှအဆိုပြီးမှားသွားရင်ငါတော့ကြွေးပြီကွာအဲ့လိုတော့ဖြစ်မခံနိုင်ဘူးလေမိုင်းခမ ्या တို့အားနာပဲမလဲကျွန်တော်ပန်းမှုဖွင့်ပြောမှဖြစ်တော့မင်းမဟုတ်တာဆက်လျှော့ပါဦးလေမမီလိုက်လို့ကွာငါလုံးနေရတယ်ဟိုစိတ်လျှော့ပါဦးလေအေးပါကွာလေအဲ့ဆိုရင်ကျွန်တော်ပြန်လိုက်အောင်နော်အေးပါကွယ်ဟုတ်ပါပြီအေးပြန်လို့အဖေဟိုအဲ့ဆိုကိုနေရဲကိုခြံထဲထိလိုက်ဖို့ပေးလိုက်အောင်အေးလိုက်ဖို့ပေးလိုက်နော်ဟုတ်ပြီပါအေးပြန်လို့တာခုနကိုလင်းမိုင်တို့ကတော့ဝန်းနေလာတောင်းတော့ဘာမှလန့်မတော့မလန့်ပါဘူးအဲ့ကောင်ကချစ်လို့စတာပါဆိုရင်အများနဲ့နောက်နေကြလေအားကြောင့်မို့သူ့လိုမျိုးပဲချစ်လို့စတာပါဆိုရင်ပြန်နောက်လိုက်တာဒါပေမဲ့အဖေရှစ်မှာဆိုတော့နည်းနည်းတော့ရှင်လုံးပါပေါ့ကျွန်တော်လည်းရှင်လုံးသွားတယ်ကိုနေရဘာလို့ရှင်လုံးอ่ะအမေဖေကကိုလင်းမိုင်လာတောင်းတာကိုလက်ခံနိုင်မလားဆိုပြီးတော့ကျွန်တော်ရှင်လုံးသွားတော့မယ်ကျွန်တော်သစ္စာစကားတစ်ခုတော့ပြောချင်တယ်သစ္စာစကားဟောရီကဘာလောကယူတိုင်းတယ်ပြီးတော့ကျွန်တော်ပြောမယ့်သစ္စာစကားအဲ့ဒီသစ္စာစကားပင်လေကြီးခန်းချောက်သွားရင်တော့ကြံရှိနေမယ့်သစ္စာစကားပြီးတော့ကဘာလောကကြီးတစ်ခုလုံးပြတ်သုံးသွားရင်တော့စัจ java လာရင်တူတူရှိနေတဲ့သစ္စာစကားမဲတဲဆိုတဲ့စကားပါလားပြောပါအောင်ဘယ်လိုသစ္စာစကားလဲကျွန်တော်ပန်းမလို့ချက်တယ်ကိုနေရလည်းသစ္စာစကားဆိုပြီးတော့ရည်စားစကားပြောတာလားသစ္စာစကားဆိုတာမှန်သောစကားကိုပြောတာကျွန်တော်ပန်းမလို့ချက်တယ်ဆိုတဲ့စကားလည်းမှန်သောစကားဆိုတော့သစ္စာစကားပဲပေါ့ပန်းမလို့ကျွန်တော်သစ္စာပြန်ထားနိုင်ပါရဲ့ပန်းမလို့စဉ်းစားပေးပါမယ်ဘာမှစဉ်းစားပေးမယ်ဆိုမယ်ကျွန်တော်ကျန်နေပါမယ်ကျွန်တော်သွားလိုက်အောင်ဟုတ်ပေါင်နိုင်နဲ့ချိုးစမိုးကလည်းအပြည့်ဒါဘာစတိုင်ရည်သားစကားတော့ပြောမဲ့စတိုင်လေးအမေရဲ့ဘာလို့တော့ပြောမှာဩဘာလို့ရှိရမှာလဲအမေချွေးမလှလှလေးပန်းပွင့်ကိုလုတ်ပြန်ပြီဟိုနေ့ကရည်သားပြောပြီးလို့လာတောင်းမှဆိုတော့တောင်းတာလေအဆက်ခွဲပြီးပြန်လာတယ်အဲ့တော့မမသိဘူးလားဩမေရလဲဗျာအဲ့တုန်းကဒါပျောင်ဆက်ဆက်နဲ့ရည်သားကတော့ပြောလို့ तू ကနောက်တယ်ထင်သွားတာဒီတကားကလေတီတီတက်တက်လေးနဲ့ရည်သားစကားကိုအတီပြောမှာရည်သားစကားပြောပြီးပြီဆိုတာနဲ့သူ့အဖေစီမှာတခါတည်းလက်ထပ်ဝင်တောင်းမှာနော်သူ့အဖေသဘောမတူဘူးဆိုလို့ရှိရင်တာတခါတည်းပန်းဝင်ခိုးပေးမှာအဲ့တော့အမေကတာအတွက်အထုပ်ဘိုးလေးတွေပြင်ဆင်ထားပြီနော်မလေးကြီးကြီးကျယ်ကျယ်နဲ့ငါ့အောင်များအမေနှိမ့်ပြန်ပြီအမေတောက်ကိုနှိမ့်ပြန်ပြီအမေစောင့်ကြည့်လိုက်ပါနော်ဒီတကယ်စောင့်ကြည့်လိုက်အမေပါတော့အမေကမီးကိုယောက်ျားလေးလိုချင်တာလားမိန်းကလေးလိုချင်တာလားတခါတည်းပြောတော့အမေအမျိုးမျိုးမလုပ်နဲ့တာမကြိုက်ဘူးမလေးငါ့တကကြီးနဲ့လာပြီးတော့အမေပါတော့ယော
နေတဲ့လက်ရှိဘဝကိုပိုင်ဆိုင်သူတွေအပြည့်ထမဲ့သက်တီတွေခင်မဲ့နှလုံးသားကပေးတဲ့အမိန့်ကိုနာခံခြင်းပေမဲ့လက်တွေကပြောသလားမလွယ်ခဲ့မင်းတွေငါရဲ့အချစ်တွေဘုံတန်တွေမရှိလဲအချီးမောင်းဆုံးပေးဆက်ခြင်းမိခဲ့ဝင်ဟာဖို့ကြိုးစားလေခံနိုင်ရတာမဲအနောက်ရှက်ဖြစ်သွားမလားဆိုရင်ကဲနေပါစေတော့မင်းချစ်တွေမရရှိလဲရှိပါစေတော့နေမဝလေးလာပါစေတော့နေပါစေတော့အဝေးကပဲချစ်ပါရစေငါကပေါ်ငေးချီရင်နဲ့ဝေးပါစေတော့လောကရဲ့အနေမြင့်ထမအစဉ်ပြေသလိုနေရင်ရှောက်ခဲ့တဲ့ကြောင်လန်းတွေကြားတဲ့နူညံ့တဲ့မင်းဘဝလေးကိုစာနာလုံးလုံးလုံးစိတ်လုံးနောက်လေးပြီးပြန်ခဲ့နေပါစေတော့မင်းချစ်တွေမရရှိလဲရှိပါစေတော့နေမဝလေးလာဖြစ်မှာဖြစ်ရလေလက်ကောင်ရဲ့မင်းဟာမသေးကောင်းမပြောက်ကောင်းတော့မင်းတို့ပြဿနာဘယ်လိုဖြစ်ကြတာလို့အကိုလေးနဲ့တော်ရနာတော့မရှိတော့ကိုကမော်ဒိုင်းလာပြီးပြဿနာလာရှာတာသူ့ကြံတဲ့လာစာတွေထုတ်ပေးဆိုပြီးဇွတ်တောင်းတာကိုလေးကကျွန်တော်မှားထားတယ်ကိုကမောင်နဲ့ရှင်းရမယ့်စင်းနေအများကြီးကြံသေးတယ်တဲ့သူပါလာတော့မပေးပါနဲ့ဆိုတော့ကျွန်တော်ဘယ်ပေးရမလဲအဲ့ဒါကိုမပေးရကောင်းလားဆိုပြီးကိုကမောင်ကျွန်တော်စထိုးတာကျွန်တော်လည်းမခံနိုင်တော့ပြန်လို့တော့ကျွန်တော်ခေါင်းရိုက်ခွဲသွားတာဟုတ်တယ်ဦးလေးရေကျွန်တော်တို့အချိန်မီရောက်သွားတော့ကိုလက်ကောင်မသေးတာဦးဝဲမောင်ပုံစံကြီးကအသေးသက်မဲ့ပုံကြီးဗျာအဲ့ဦးဝမောင်ဆိုတဲ့လူကြီးကတော်တော်လည်းရဲစဲနိုင်တာပဲနော်သူ့ကိုဒေါ်ရတနာအလုတ်ထုတ်လိုက်တော့တနာခဲခဲတာနေမှာပေါ့အဲ့မောင်ဆိုတဲ့ကောင်တွေတော့ဝေးဝေးတာနေကြငါတို့တွေဒီကောင်မွေးတယ်တရေကောင်းတဲ့ကောင်မဟုတ်ဘူးကွာတော်တော်အချင်းရုပ်တဲ့ကောင်ငါထင်ပြောရရင်လေလင်းပိုင်အဖေညိုကြီးတည်ရလက်တယ်မပေါ်ဒီကောင်းလက်ချက်ပဲဖြစ်မယ်ထင်တယ်ညိုကြီးမသေးခင်အဲ့မောင်တိုင်းမှာငါတို့ငါးသွားသွင်းတော့ပြဿနာတက်ခဲ့ကြသေးတယ်ဒီလောက်ပဲလားအဲ့မောင်မင်းကလည်းမနှဲလုံးလောက်ကွာဟေးကြာညိုကြီးဒါဒီနေ့ပေါက်သေးပဲဟဲ့ငါတို့ပင်လန်ထွက်တဲ့စီဘိုးနဲ့ဈေးစည်းကနှုတ်လဲတို့တွေလောအားကတော့မကျန်လို့နဲပါတော့တိုးပေးပါကွာမင်းကလေဒီမှာရှင်းတို့မရောချင်ဆိုလဲတခြားတိုင်းပြောင်းအခုယူလာတဲ့ငါရှင်းတို့ပြန်ယူသွားလို့ရရင်နော်ဟောဟဲ့ကောဒီရွာပါလေနင်တို့တိုင်းတိုင်းတော့ရှိအောင်ဆိုနင်တို့လုံးကျင်တာလုံးကြောက်ပါအဲ့တော့နောက်တစ်ခါကြာရင်ဟောပင်လင်ကပြန်လာလို့ရှိရင်ရွာကိုမဝင်တော့ဘူးတဲပြူကောင်ဟောတမ်းပြီးမောင်းမယ်တဲပြူကောင်ကနေဆိုကားစီနိုင်ဝက်လောက်ပဲကြာတော့ဟောအဲ့ဆိုနီးပါတယ်ဟုတ်တယ်အဲ့ဒါမင်းတို့လိုက်ပါလားလိုက်ပါဟေးကျန်တဲ့ကောင်တွေမှာပြောလာအဲ့မှာသွင်းမယ်လို့သွင်းမယ်ယိုကြီးနင်တော်ဂျူကြွနေပါဦးလေးလေးပိုင်ဖေးသေးရတာဦးရမောင်ကြောင့်ဖြစ်နိုင်တယ်ဟုတ်လားဘလို့ကြောင့်လဲဗျာကျွန်တော်တို့သိရင်ပြောပြပါလားဦးလေးယောက်ျားဖောင်စီမိန်းမယိုကြီးလည်းကန်နေတယ်ထင်ပါရဲ့ကွာယိုကြီးပင်လည်းထွက်ပြီး2ရက်လောက်ကြာတော့လင်းပိုင်ကိုဝင်ကိုလွယ်ထားတဲ့မက်အင်စီဘိုင်းနာမိုးတွေအရန်သေးနေတဲ့ညမှာလင်းပိုင်ကိုမူးဖွားနေတဲ့အချိန်ကျော်ကမသိဘဲနဲ့ကြမ်းခဲ့တာပေါ့နော်ဦးလေးထင်ပြောရင်တော့ဒီကောင်လေးဖိုးကျော်ကိုသေပြီးထင်ပြီးထားခဲ့တာထင်တယ်ဖိုးကျော်လည်းကန်ကောင်းညင်တော့အခြား၅ပန်းလေးတစီကသူတို့ဖောင်သားရောက်လာပြီးဒိုင်နဲ့လဲနေတဲ့ဖိုးကျော်ကဲလာလို့မသေးတာဖိုးကျော်သတိရလာတော့သူ့စိတ်ကပုံမှန်အချိန်နေမဟုတ်တော့ဘူးကွာမင်းတို့အခုမြင်နေရတဲ့အတိုင်းဖြစ်သွားတော့တာပဲဦးအမောင်ဆိုတော့တော်တော်ရက်ဆက်တာပဲပန်းမွင့်နင်းဖေရောဟိုရှိရတော့လေဟိုဒေါ်လေးဘာကိစ္စရှိလို့လဲတိတ်ကိုရေးကြီးရဲ့ကိစ္စရှိလို့နင်းဖေကိုခေါ်လိုက်စမ်းတရနာဘာလို့အရေးကြီးလာလဲကိုကြောက်ဆောင်ကျမခက်ရှင်းရှင်းပဲပြောမယ်
ရှင်တို့သမက်အမိဖမ်းဖို့စ조사နေတဲ့ကိစ္စကိုစက်တန်းရလိုက်နော်ဟာတော်လေဘာတွေပြောနေတာလဲပန်းမွင့်ရှင်ဘာလို့ယူကြအောင်စောင့်နေရလဲနေနဲ့ငါသားအချိန်ဒီကုန်းလုံးငါသိပြီးသွားပြီအေးအဲ့ဒါကြောင့်ဘာမှလွန်ကျွံမဖြစ်ခင်မှာငါအချိန်ပြီးလာတာနင်တို့လိုအစင်တန်းမျိုးနဲ့ငါသားငါလုံးဝသဘောမတူနိုင်ဘူးနော်အဲ့ဒါမှနင်ကမိုက်လုံးကြီးပြီးရှစ်ဆက်မယ်ဆိုရင်တော့နင်တိုင်းနဲ့နင်ကံမယ်နင်လိုလူမျိုးကဘယ်တော့မှငါချွေးမှဖြစ်လာမှာမဟုတ်ဘူးရတနာနင်အခုပြောနေတဲ့စကားတွေကတော်ရင်သိနေပြီနော်နင်ဒီလိုပြောမှတော်ကြတာဒီချက်စိုးလာမယ်ဆိုရင်ဒီချက်ရင်တည်တဲ့စကားတွေပဲရှင်တို့ကြားရလိမ့်မယ်အဲ့ဒါကိုနားမခံနိုင်ဘူးဆိုရင်နင်ငါသားနဲ့ဝေးနေကိုအဆင်ကိုသိကြပါအမေအမေနင်ငါ့မမပြောစမ်းအဲ့ကလေးနဲ့နင်ပဲအချိန်လေးထိရောက်နေပလဲသမီးပြောမဟုတ်ဘူးဖေမဟုတ်ဘူးသမီးနဲ့ဘာမှမဟုတ်အေးဘာမှမဟုတ်ရင်နောက်ကိုလုံးဝမပတ်သက်နဲ့အဲ့ဒီအကောင်မရဲ့သားနဲ့နင်လုံးဝကိုမပတ်သက်နဲ့ငါရှက်တယ်နော်နေမသိပါနေမသိမှာကနေမသပါဦးလေးဟေးသာဟဲ့မင်းဘာလာလောက်တာလဲဟမ်ဟိုစိုင်းပိတ်ထားလို့လေဘာများဖြစ်တာလဲဆိုအိမ်လိုက်လာဦးလေးပန်းမွန်းမရှိဘူးရှိလဲမင်းတွေ့လို့မရဘူးဘာဖြစ်လို့လဲဦးလေးဟောမင်းတကယ်မသိတာလားဟမ်မင်းအမေကငါဆိုင်ကိုလာပြီးလူကြားထဲမှာအချက်ခွဲသွားတာကွာမင်းတို့သိတာတို့သားပါလေပိုက်ဆံမချမ်းသာပြီမဲ့သိခါတရားနဲ့နေကြတာဘသူစော်ကားတော်မှခံတဲ့ကောင်တွေမဟုတ်ဘူးအမေကဦးလေးတို့ဘာတွေပြောရလဲကြံပြောပြမှာရှက်တောင်ရှက်သေးတယ်ကွာမင်းသိချင်မင်းအမေကိုသွားမေးဖို့ကောင်းတယ်ငါပါဇက်ကလေမင်းအမေလူအလေးကြစကားတွေမထွက်တတ်ဘူးမင်းပြန်มาတော့ကွာနောက်ကငါတို့နဲ့လုံးဝမပတ်သက်ပါနဲ့တော့နော်ငါတို့လည်းထပ်ပြီးအဆက်မခွဲပါနဲ့တော့ကွာအဆက်ကွာမခံနိုင်တော့ပါဘူးသွားပါတော့နော်သွားလိုက်တော့ဦးလေးကျွန်တော်ကပန်းမွန်ရိုးသားသားနဲ့တကယ်မြတ်တာရှိတာပါဗျာမေသဘောတူမတူကျွန်တော်ပန်းမွန်ရအောင်ရှုငါဆုံးဖြတ်ပြီးပြီမင်းအမေကလေငါ့ကိုသဘောတူပေးပါဆိုပြီးကြော်ပွဲကြီးရွက်ပြီးလာတောင်းရင်တော့ငါသဘောမတူတော့ဘူးအဲ့ဒါမင်းသိတယ်ပြန်လိုက်ပါတော့ကွာမင်းသွားလိုက်ပါပြန်มาတော့ကွာငါတောင်းပါမှာလေလုံးဝမပတ်သက်ပါနဲ့ငါသမီးကိုလည်းတောင်းပါမပေးပါနဲ့မင်းပြန်มาတော့ကွာပြောင်းအောင်ငါတို့ကမစ္စည်းမှာအကျွေးလာသိမ်းတာနော်လောက်လာတောင်းနေတာမဟုတ်ဘူးအဲ့ဒီသဘောမဟုတ်ပါဘူးတကယ်တည်းဟိုအဲ့ဒီကိစ္စကလေမင်းတို့ကူညီမှရမှာပေါ့နော်ဟာဟဲ့ငါတို့ကကျွေးတောင်းကျူးရှင်းမဲ့လောက်တာလေကွာငဲအခုပြောတဲ့ကိစ္စပြန်ပြီးဆွေးရမယ့်ကိစ္စအားစိအခက်မသိလို့ခြေလိုလက်လိုဖြစ်သွားရင်အကုန်လုံးအထဲဝင်သွားမှာနော်ခဏနေအောင်ကွာငါစဉ်းစားနေဒီကိစ္စကိုလက်ခံလိုက်ရင်တော့တစ်ချက်ကိုနှစ်ချက်ပြတ်ပဲကွာဒီကောင်စီကကျွေးလေးလည်းပြန်ရမယ်ငါနဲ့ဟိုကောင်ကြားပေါင်ချလဲဖြီးပြီးသားဖြစ်သွားလိမ့်အဲ့ဒါကြောင့်ကိုပြောတာဟောတကယ်ချင်းကတစ်ချက်ကုန်ပြီးနှစ်ချက်တည်းမအောင်အပိုင်းပိုင်းမှာပြတ်သွားစရာအဲ့ဒီကောင်ကိုပြန်ပေးဆွဲလိုက်ရင်မင်းတို့ကဒီရရစရာရှိအကျွေးလဲရမယ်ပြီးတော့မင်းတို့လည်းဝေစုပြန်ရမယ်ပြီးတော့မင်းနဲ့နေရကြပြဿနာလဲရှင်းပြီးသားဖြစ်သွားမယ်ငါမျက်စိမှာရှုပ်နေတဲ့အရှုပ်ကြီးလဲဟိုးအဝေးကြီးကိုလွင့်စင်သွားမယ်ငါလဲအရင်လိုပလင်ပေါ်ကိုပြန်ရောက်သွားလို့ပါကွာငါ့ကိုကူညီပါနော်မင်းတို့အဲ့ဒီဝေစုနဲ့မကျင်တော့ဘူးဆိုရင်ရမ်းမြတ်ပတ်စံအကုန်လုံးမင်းတို့ကအကုန်ယူလိုက်ကွာနော်ဂျာကြီးလို့အမေကိုတယောက်တည်းထားပြီးဒါတကယ်ထပ်သွားတော့မှာလားဒါရဲ့ဆုံးဖြတ်ချက်ကိုဒါပြန်မပြင်တော့ဘူးလားဒါဆုံးရပြီမေ
တရန်ကုန်မှာခြေကြတာနဲ့အမေကိုတာလာခုံးမယ်နော် တာအဖေကောင်းချွာတဲ့ဒီရွာလေးကအဖေဘယ်တော့မှမခွာဘူးတာကိုလည်းအဖေအချိန်ကြီးသိပေးတယ်အမေတားလေးစာတန်နောက်တက်တဲ့အကျင့်ဆိုတာငါတာကိုထပ်ခတ်သွားတာတာရဲ့ ကျွန်တော်အားလုံးပြောသေးချင်လို့ကျွန်တော်ချစ်လို့စခဲ့တာပါဒါပေမဲ့အခုတမပြောနိုင်တော့ဘူးတမပြောတဲ့နေရာမှာတော့တမတည်ပြစီနေတော့ပြီနော် တာတော်တော့မနော်အခုချိန်မှာပန်းမွန်းတို့တာဘယ်လောက်ထိနာကျင်ခံစားနေရမလဲဆိုတော့ကိုနားလဲပါကွာ ရှင်တကယ်နားလဲတယ်ဆိုရင်ကျမနဲ့ထပ်ပြီးတော့မပတ်သက်ပါနဲ့ ပန်းမွန်းကိုဘယ်လိုပြောလိုက်လဲကိုပန်းမွန်းမစွန့်လို့နာပန်းမွန်းကိုတကယ်ချစ်တာကွာ ကျမကတော့ရှင်နဲ့ထပ်ပြီးတော့မတွေ့ချင်တော့ရှင်မေရဲ့ရင်သီးစော်ကားလွန်းတဲ့စကားတွေကိုလည်းကျမထပ်ပြီးတော့မကြားပြစေနဲ့ မေကူစားကိုတောင်းမှာကိုတကယ်တောင်းမှာပါ ဒီချိန်မှာတောင်းပန်တယ်ဆိုတဲ့စကားလောက်ကရမထင်တော့ရှင်ထွက်သွားလိုက်ပါတော့ကျမပဲရှင်ကိုတောင်းပန်ပါတယ်ကျမအဖေပြန်လာလို့ရှင်ကိုတွေ့သွားတယ်ကျမကိုတတ်မှာရှင်ကျမကိုတကယ်တန်မိုးထားပြီးချစ်တယ်ဆိုတာကိုတတ်သိပြချင်ရှင်ကျမစီကထွက်သွားလိုက်ပါတော့ကျမနဲ့ရှင်နဲ့ရှေ့ဆက်ဖို့ဘူးမှမဖြစ်နိုင်တော့ပါဘူးခုနေရဲပါရှိတယ်ကွာသူနဲ့မှလာစုံနေရတယ်လို့တွေ့တာပဲကောင်းပါလေမောင်နဲ့ခြေကြားယူဟောလာလာဟဲ့လာ我这些都起来ဘာလို့တာလဲလို့ဦးမမောင်ခင်ဗျားဘာလို့အခုလိုလုပ်တာလဲ ကျေးဇူးကန်တက်တယ်မင်းမေကြောက်ပေါ့ကွာ ဟီးပခိုးကလူပြန်ဟဲ့လို့ကျေးဇူးကန်တာခမများဗျခင်ဗျားကျုပ်တို့သားမိဘူးမဘယ်တော့မှကျေးဇူးရှိဘူးဟမ်ကျုပ်တို့သားမိဘူးမခင်ဗျားရဲ့ကျေးဇူးမူးလို့တော့ရှုကြမရှိဘူးနားလေလား ဒီမှာကောင်းလေးမင်းမေခုလိုကြည်ဝါတိုးတက်လာအောင်တွေးမတော်တားမဆက်ပဲနဲ့အစစရစီမံခံကုန်ပြီးနွားလုံးရုံးခဲ့တာငါကွာ အဲ့ဒါကျေးဇူးတရားမှမဟုတ်တာဗျခင်ဗျားအလုပ်သမားလေခင်ဗျားတန်တန်ကျဲပြီးခိုင်းတယ်ခင်ဗျားမကျင့်နိုင်မလုပ်နဲ့ပေါ့ဗျခ
ခင်ဗျားလုပ်တဲ့လုပ်ရထောင်လေးရောက်သွားတယ် မင်းလည်းတာတလေရဲပါလားဟမ် ငါပဲထောင်ထဲရောက်မလားမင်းကပဲတင်ញံကုန်ရောက်မလားမကြဘူးဖြစ်ဆောင်နော် ယာယီဒီကောင်ငွေနဲ့လဲမဲ့ကိစ္စသူ့မေကိုကြောင်းချဖို့အောက်နဲ့တိုင်မအောင်မင်းတို့နဲ့ကောင်ဆောင်ကြည့်ထားလိုက်သိရှို့တော့ဝါ你们，我们做了不会呢，别了。 ဦးလေးဟေးကျွန်တော်တော်ရရှိတဲ့ရန်ကုန်မှာကျွန်တော်သွားနေတော့မလို့ဗျာ အလဲပဲလား မဟုတ်ဘူးမိုင်းကျွန်တော်ပြီးသွားနေတော့မှာ 你看了不？你这个表呢了，我那时候闹呢。 ကျွန်တော်တကယ်ပြောတာပါဦးလေးဒီနေ့ကစပြီးကျွန်တော်ဘသူ့ကိုမှမစားတော့မနှောက်တော့ပါဘူးကျွန်တော်တကယ်ပြောတာပါ အေးကွာဦးလေးတို့လည်းငါ့တူအကြောင်းကြားစိတ်ထဲကိုမကောင်းဆဆရကိစ္စကွာ ဟုတ်ကဲ့ပါဦးလေးကျွန်တော်ခွင့်ပြုပါအောင်နော် ကိုနေရဲ့ကိစ္စကိုဦးလေးတို့အကူကြီးတောင်းလို့ရတာဟုတ်ပြီဦးလေးဟေးဦးလေးခဏလာပါဦးကျွန်တော်ပြောကြရရှိ ပြီလေကွာလုပ်ပြန်ပြီဟာတော့ ကျွန်တော်ပြောကြရရှိလို့ ပြော ကိုနေရဲ့ကိုလေဦးဝမ်းမောင်နဲ့ဂျင်ကြိုင်တို့အဖွဲ့ကရိုက်နေပြီးတော့ဖမ်းသွားတယ်အဲ့ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာအဲ့ဦးလေးကိုလေရဲစခန်းကိုသွားအကြောင်းကြားပြီးတော့တွားကယ်လိုက်ပါဦးဗျာကျွန်တော်လည်းခီးသွားကြရှိလို့ မင်းရလေလေတောကန်လီလာကန်နေကိုငါတို့လာချက်နေပြီနင်ပြောတော့ဘယ်သူမှမဆတော့ပါဘူးဆို အမကြီးရဲ့ကျွန်တော်မစပါဘူးဗျာကျွန်တော်တကယ်ပြောနေတာပါ ငါတော့မယုံရေးချမယုံဟေးမယုံရေးချမယုံ ဟေ့ဟာမင်းခီးသွားကနေကိုဗျာမလာတွေမလုပ်ပါနဲ့ကွာဖောက်ကိုအေးစေးသွားသမှာငါတို့ကရွာမှာကြံခဲ့ရလို့နော်မင်းစကားယုံပြီးရှောက်ပြောလို့အကုန်တိုင်ပတ်ကုန်မယ်သွား ကျွန်တော်တကယ်ပြောတာဦးလေး မယုံရ ဦးလေး မကြက်ဒုက္ခပဲကွာငါပြောတာလည်းဘယ်သူမှမယုံကြဘူးနေထိုင်နေကိုနေရတော့ဒုက္ခရောက်တော့မှာ အမွေဘောဘောကြီးဟာမမကြီး အေးအမေဒီလေမရမလားစဘူးအလားထူးဘာလဲကန်းကြီးလမ်းလျှောက်လာကြတာဗော မဟုတ်ပါဘူးဗျာဒီမှာကျွန်တော်မိမလေးတမ်းမွေရဲ့လက်အပြည်ချင်းကချင်းစလေးနဲ့တမင်းမြူလေးနဲ့စားကျင်တယ်ဆိုချင်းချင်းတက်နေလို့ပြောဟုတ်လား ဟဲ့ချင်းချင်းတက်တယ်ဆိုတော့ဥပောက်ကြိုင်းကြီးတော့အသက်ကြီးမှခလေးချီရတော့မယ်ဖြစ်တယ်နော် မဟုတ်ပါဘူးပန်းမွေရဲ့မာကြီးကပန်းမွေလိုက်ရစားချိန်ုံမှာဘာကုံဝဲမှမရှိပါဘူးဒီလူရအဲ့လောက်လည်းမစွမ်းပါဘူးပန်းမွေကချစ်လို့စားတာပါမာကြီးရဲ့ပန်းမွေရလဲနော်လက်ပိုင်းတငယ်ချင်းလို့မပြောရအောင်ဘုဒ္ဓရှုတက်တွေရှောက်ပြောပြီးချစ်လို့စားတာပါလို့ပြောတတ်နေပြီ တော်တက်နော်လားအေးလပိုင်းဆိုမှလမ်းအောင်တကောင်နဲ့တွေ့ခဲ့သေးတယ်လားကိုကြီးမဲအထုပ်ပိုးတွေဆွဲလို့ဗျာသူ့အတော်ရှိတဲ့ရန်ကုန်အပြီးသွားတော့မှာတဲ့ ဟမ်လက်ပိုင်းကရန်ကုန်မှာအပြီးသွားနေတော့မယ်ဘာဖြစ်လို့လဲ ဩအဲ့တော့ငါလည်းမသိပါဘူးဟာသူဒီမှာမပြောတော့လို့နေမှာပေါ့ လက်ပိုင်းကလည်းပန်းမွေတော့ဘာမှမပြောပါဘူး ဟောငါသမီးရလေကွာဒီကောင်နဲ့တော်တော်ယုံနော်အဲ့ဒီကောင်ကြောင့်လဲငါသမီးကသိတဲ့အတိုင်းပဲဒီကောင်တွဲသမျှလူအကုန်လိုက်ကြနေတဲ့ကောင် ဟုတ်တယ်ဖြစ်နိုင်တယ်အထုပ်ပိုးတွေနဲ့ကျွန်တော်တို့ရုံအောင်ကြက်သွားတာဖြစ်လိမ့်မယ်ဟုတ်လားအဲ့ပြီးတော့ဗာထပ်တောင်ကြက်သွားသေးတယ်ဗါတဲ့ဟွာတဲ့အမောင်တို့ဂျင်ကြားကြီးတို့အဖွဲ့ကနေရဲရိုက်ပြီးထား တော့ဟာနေရဲလေကွာအဲ့ဒီကောင်အတန်ကိုငါမကြားချင်ဘူးအဲ့ဒီကောင်ကိုသူတို့ရိုက်ပြီးခေါ်တတ်ပြီးတော့ပဲခေါ်သွားကွာအဲ့ဒီကောင်အကြောင်းပြောမယ်ဆိုရင်ငါဆိုင်ကိုနောက်ဘယ်တော့မှမလာနဲ့မင်းတို့ ကျွန်တော်တော့မှလည်းကိုရမေ့သွားလို့ပါ ဒီကွာကဲနောက်ဆင်းရကွာဟုတ် ပန်းမွေပြည်စင်းကချက်ဆက်လေးတွားချက်လိုက်အောင်မယ်နော်မြန်ချက်ခဲ့နော် ရောက်လူမတော်ပဲကွာမင်းဒီမှာရှိမှရှိပါမလားလို့ငါစိုးရိမ်နေတာ ဟာရေးကြီးတော့ပြန်တယ်ဘာဖြစ်လာရလဲကွာအထုပ်ပိုးနဲ့ဘယ်သွားမလို့လဲ ဟာထားလိုက်ပါအဲ့ဒီကိစ္စတွေအရေးမကြီးဘူးနော်မင်းကအရေးကြီးကိစ္စပြောမလို့ကိုနေရဲကိုလေဥဝဲမောင်တို့ဂျင်ကြားရီတို့အဖွဲ့ရိုက်နှက်ပြီးတော့ခေါ်သွားတယ်ငါကိုယ်တိုင်တွေ့ခဲ့တာကွာသူတို့ဘယ်နေရာခေါ်သွားလဲဆိုတာလည်းငါသိတယ်ရွာပြင်ကလေဟိုစိတ်ရောအဟောင်းကြီးထဲမှာ ဟေ့ဒါမျိုးကနောက်စရာမဟုတ်လာနောက်မနေနဲ့ရော မင်းရလို့ကွာဒါလူတယောက်ရဲ့သေရေးရှင်ရဲ့ကိစ္စကွာမင်းတို့ကနောက်ပါမလားဟေ့
မင်းငါပြောတော့တစ်သက်လုံးမယုံရင်နေကွာဒီတခါပြောတော့မင်းငါ့ကိုယုံပေးရအောင်ဟာအဲ့ဆိုငါတို့ဘယ်လိုလုပ်ကြမလဲအဲ့လိုလုပ်ပါမင်းရွာလူကြီးတွေတွားပြီးအကြောင်းကြားနော်ပြီးအဲ့ဒီစက်ရုံလိုက်ခဲ့ငါတော့အဲ့စက်ရုံအရင်တွားပြီးတော့အချိန်ကြီးကြည့်ထားလိုက်မယ်ဟုတ်ပြီလားစိတ်ချရအောင်မင်းတတိထဲထားအောင်လို့ရအေးပါမင်းငါ့ကိုမစိုးရိမ်နဲ့ရယုံကုန်လည်းပြောအေးပါဟဲ့ငါလိုက်ခဲ့မယ်သွားလောက်ကကြွယ်မလို့စစ်ပြီးပါလားတော်ပဲကိုရလုံးလုံးသားသားပေါ့အေးကလေးချောင်းနေတော်သေးရအေးပါဟုတ်တော့မင်းဘာလာလောက်တာလဲကျမသားမနဲ့တည်းကပြောက်နေလို့ဒီကိုရောက်နေမလားဆိုပြီးလာကြည့်တာမလာပါဘူးလာစရာလည်းအကြောင်းမရှိဘူးအတော့သားကိုကျမတို့နဲ့မပတ်သက်ဖို့အပြက်ပြောခဲ့ပြီမနင်းသိတာနင်းသားငါတို့နဲ့လာပတ်သက်လို့ငါသမီးအများလက်ခံရအောင်လေငါနင်းသားကိုရိုက်တာမှာရတနာနင်းရှာစရာရှာသလားဟာနင်းသားပြောက်တာငါဆိုင်လာမရှာနဲ့တခြားနေရာသွားရှာထွက်သွားဟဲ့ရနာနင်းသားမဖုန်းရှင်းမလားဖုန်းဆက်လိုက်လေပေါက်ကျိုင်းရယ်ဖုန်းဆက်တာမရဘူးဖုန်းပိတ်ထားလို့ပေါ့အေးဒီမှာနင်ငါဆိုင်ကိုမယုံသင်္ကာဖြစ်နေတယ်ဆိုရင်နင်ဝင်ရှာလိုက်ရှာနင်တိုက်တော့ရှာမတွေ့ဘူးဆိုလို့ရှိရင်ငါဆိုင်ကိုဘယ်တော့မှမလာနဲ့ဘာကိစ္စနဲ့မှမလာခဲ့နဲ့တော့ရှာဟဲ့ဘာလဲဟာတော်ရနာလည်းရှိအတော်ပဲဗျာနေရဲကိုအမောင်လည်းကြားလို့ဖွဲ့ရိုက်ပြီးဖမ်းသွားတယ်ကောင်းတယ်ကောင်းတယ်ဒီကောင်နိုင်ကလည်းပြောသေးတယ်ဒီကောင်ငါနောက်နေတယ်အောင်မေလို့မင်းသေးချလို့လာရဟုတ်တယ် तू မနောက်ဒီချက်အထီပြောတာကြောက်ကိုရွာလူကြီးတွေခေါ်ခိုင်းလိုက်တယ်လက်ပိုင်ကတော့အိုက်ဖွင့်လို့လိုက်သွားတယ်ဗျလူမောလက်ပိုင်လိုက်သွားတယ်နင်တကယ်ပြောနေရလားဟုတ်တယ်တော်လေဒီကိစ္စမျိုးနောက်ဆရာတော့ကြောက်အထီပြောနေတာလူမောဟိုကောင်လေးပိုင်ကလိုက်သွားတယ်ဟုတ်တယ်အိုက်ဖွင့်တော့လိုက်သွားတယ်ဟာဒီကလေးကလည်းဒုက္ခပါပဲကွာဒီကြာကြီးတို့အဖွဲကလက်ရဲစေဒီကောင်နာတော့မယ်ကွာဘလို့ချမယ်ဗျာဟဲ့ငါစိတ်မချဘူးကွာအဲ့ဒီကောင်လေးရှိတဲ့နေရာငါပြစမ်းတော့မယ်လာဟေးပါမင်းရွာလူကြီးတို့ခေါ်ပြီးလိုက်ခဲ့ဘယ်နေရာလို့ဆိုငါဖုန်းဆက်ကြလားခုတော့ကျေးဇူးပါရအဲ့ပြောနေတာအတိဟိုမှာဟိုတော့တော့ရုံမာလေးလူပဲဟမ်ဟာတတိရှိကျုံကိုလွတ်ပေးနေဟဲ့လွတ်ပေးနေညိုကြီးသားညိုကြီးစားတိုင်းမှာပဲလားဟမ်ခြိုက်သွားပြီကွာမင်းဖေတော့လည်းငါကိုယ်တိုင်တပ်ပြီးပင်လေထဲမှာငါးစာကျွေးခဲ့အဲ့တော့ကျုံပြီးတက်တာခမရတော့ဟမ်ခမရတော့သူရောက်မှာခမရတော့ခမရမင်းတော့ငါးစာမကျွေးပါဘူးဆန်ရအကျယ်ကြီးဆိုတော့ကြိုက်တဲ့နေရာမှာပြုတ်တယ်အဲ့တော့ခဏဆောင်ဟာဒီကောင်နဲ့ငွေနဲ့လဲပြီးရင်မင်းတို့ကောင်ဒီကောင်းကောင်းမွန်မွန်ကြိုခွင့်ရမှာပါဖေးရသူရောက်မှာမင်းလွတ်စားပြောနေတယ်ဟဲ့လေမင်းတို့မရောက်ပါစားနဲ့တော့မင်းတို့ဘိုးကြီးချုပ်တယ်သူတို့တက်ကွာဒီပါဟဲ့မ
လဲဘာလဲပြရမှာပါဘာလဲတာတွေ့နေပါလားတာရဲ့တာမင်းတော့မလဲတွေ့နေတာဒီမှာတွေ့နေတာတာဘာဖြစ်တော့တယ်လဲလို့ တဘာဖြစ်ပါဘူးဆက်ချီုံနဲ့ထိသွားတာပါမကြည့်ပါလားတွေးတော့နည်းနည်းပဲတော့တာရဲ့ဒါအားလုံးပြောလို့ချစ်လို့စလိုက်တာပါ မင်းပါရဲ့ညအမြဲတမ်းအဲ့လိုပဲငါမှပြစိတ်ပူလိုက်ရတာတော်ပြီရောမေတာအိမ်ပြန်ချင်းနေဟောတာလေအိမ်ပြန်လို့ဘယ်ရမလဲတာစိတ်ကရင်သွားမှာပေါ့တာအိမ်ပြန်ချင်းနေမေအေးအိမ်ပြန်ချင်းနေအေးလာရရင်တော့တကယ်လားငါရတဘာဖြစ်ပါဦးမေဒါချစ်လို့စနေတာပါလေးမဟုတ်တော့ဘူးနော်အခုချိန်ကစားနာမဲ့အချိန်မဟုတ်တော့ဘူးနော်လင်းမိုင်းဘာဝရချောလို့ကစားခဲ့နောက်ခဲ့တဲ့အားလုံးချစ်လို့စတာပါဆိုတဲ့စကားကိုလည်းအားလုံးကိုဖြေခဲ့တာပါဒါပေမဲ့ဒီဟောငါတတ်တဲ့ပူချစ်တယ်ဆိုတဲ့စကားတော့အစားရနောက်ခဲ့တာမဟုတ်ဘူးတော့ငါဘဝရှောင်းလုံးပါငါတကောနေတာပြောခဲ့တယ်ငါရဲ့သစ္စာစကားပါအဲ့တော့အော်ကျုံးနေချင်းနေဟာအယုံမလေးမလောက်ရှင်းကြည့်ပေးပါနော်ငါယုံမလေးပါချစ်လို့စားရမလို့ပြောပါဦးကွာ